အားလုံးပဲမင်္ဂလာပါအပြုံးသစ်ရဲ့ Mindful Moments with အပြုံးသစ် podcast အစီအစဉ်လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အပြုံးသစ်အတွက်ဆိုရင်ဒါ episode 4ပေါ့နော်4ထိရောက်လာပြီပေါ့ဆိုတော့ဒီလအတွက်ဆိုရင်ဒီလကပြောရမယ်ဆိုရင်ဒီ mental health awareness month လေးဖြစ်တယ်ပေါ့နော်တိုက်ဆိုင်ဆိုတော့ဒီနေ့အတွက်ခေါင်းစဉ်ကတော့ဒီ mental health awareness month ရဲ့ theme ဖြစ်တယ်ပေါ့နော် more good stay together ဆိုတဲ့ဟာလေးကိုပဲအဲ့ဒီအတိုင်း follow လုပ်သွားမှာပေါ့နော်ဆိုတော့ထုံးစံအတိုင်းပေါ့ကျမတို့ဒီအပြုံးသစ်ရဲ့ podcast တွေကprofessional shootout ကနေသွားတာမျိုးမဟုတ်ပဲနဲ့ဒီလိုပညာရှင်တွေဆွေးနွေးတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ကျမတို့ဒီလောက်ပေါ့ကိုင်းပဲအချင်းချင်းပေါ့နော်ပြုံးသစ်ဖွဲ့သားအချင်းချင်းပေါ့ပါနဲ့သူ့အမြင်ကိုယ်အမြင်ဖလှယ်ကြတဲ့ပုံစံမျိုးနဲ့ပဲသွားမှာဖြစ်တယ်ပေါ့နော်ဒါကတော့အရင်ဆုံးဒါပြောချင်တာပါဆိုတော့ဒီနေ့အတွက်ကလေးဆိုတော့အရင်ဆုံးပေါ့နော်ကျမတို့အဖွဲ့သားလေးတွေနဲ့ထုံးစံအတိုင်းမိတ်ဆက်လိုက်ကြမယ်Maricel နဲ့ကိုယ်စဲပြန်ပြီးတော့ပေါ့နော်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ပြန်တွေ့ဆုံရတာလဲဝမ်းသာတယ်ဆိုတော့ကျမနာမည်ကတော့ Rachel ပါဒီအပြုံးသစ်မှာပေါ့နော် mental health practitioner အနေနဲ့တာဝန်ယူပြီးတော့လှုပ်ဆောင်နေတဲ့လူတစ်ယောက်ပေါ့နော်ဟုတ်အားလုံးပဲမင်္ဂလာပါထပ်ပြီးတော့ကျွန်တော်တို့တွေပြန်ပြီးတော့ဆုံတွေ့ကြပြန်ပြီเนาะဆိုတော့ကျွန်တော်နာမည်ကတော့ကိုဇွဲပါကျွန်တော်လည်းအပြုံးသစ်ကပေါ့เนาะ mental health practitioner အဖြစ်ဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာတွေ့ရတာဝမ်းသာပါတယ်ဆိုတော့ကျမနာမည်ကတော့ယူမို့ပါကျမလည်းအပြုံးသစ်မှာ mental health practitioner အနေနဲ့လက်ရှိလုပ်ဆောင်နေပါတယ်ဒီနေ့ podcast ကိုတော့ကျမကနေ host လုပ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးစလိုက်ကြမယ်ပေါ့နော်စလိုက်ကြမယ်ဆိုတော့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပါလေးကောင်းလဲပေါ့နော်ချက်ချင်းရောက်လာလဲဆိုတော့သူ့ရဲ့ခေါင်းစဉ်က more good days လို့ပြောစထားတဲ့အတွက်ကြောင့်မို့လို့ good days ဆိုတာကဘယ်လိုမျိုးလေးလဲပေါ့နော်တယောက်နဲ့တယောက်လဲ good days ကိုပေါ့နော်အဓိပ္ပာယ်ဖွင့်ရရင်တူမှာမဟုတ်ဘူးလို့တွေးမိတယ်ပေါ့နော်မယူနေနဲ့ဆိုတော့အရင်ဦးဆုံးပေါ့နော်ကိုယ့်အတွက်ကောင်းသောနေ့ဆိုတာကဘယ်လိုမျိုးလေးလဲအဲ့ဒါလေးကိုကိုယ့်အနေနဲ့ဘယ်လိုမျိုးလေး definition ဖွင့်ခြင်းလဲပေါ့နော်ဆိုတော့အရင်ဦးဆုံးဘယ်သူကလေးပြောပေးမလဲMaricelလည်းအရင်ဆုံးပြောပေးပါအောင်ဟုတ်ကဲ့ပါမယူဖိတ်ခေါ်ပေးရတဲ့အတွက်ကျေးဇူးပါပေါ့နော်ခုနကမယူပြောတဲ့ဒီ good days ပေါ့ good days ကကြတော့တယောက်နဲ့တယောက်နဲ့လည်းတူမယ်တော့မထင်ဘူးပေါ့လေဘာလို့လဲဆိုတော့ဒီဟာရဲ့ definition ဖွင့်လို့ရှိရင်တော့အကျယ်ကြီးဖွင့်လို့ရတယ်လို့ထင်တယ်တချို့ကြတော့လည်းဒီ good days ကအောင်မြင်မှုရတာတို့ဘာတို့တစ်ခုခုအနေနဲ့ပေါ့နော်Rachel အနေနဲ့ကြတော့ good days ကဘယ်လိုမျိုးလဲဆိုတော့ကိုကဒီပေါ့နော်တနေ့တာမှာရှိနေတဲ့ကိုလှုပ်ချင်တဲ့လုပ်ငန်းဆောင်တာလေးဆိုရမှာအကြီးကြီးမားမားမဟုတ်ဘူးပေါ့နော်ကိုဝါသနာပါတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီနေ့တနေ့တာမှာကိုမျှော်လင့်ထားတဲ့အရာတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုလှုပ်ဆောင်လိုက်နိုင်တယ်ကိုယ့်စီကိုရောက်ရှိလာတဲ့ပျော်ရွှင်မှုလေးတစ်ခုပေါ့ဒါမှမဟုတ်ရင်လည်းစိတ်ချမ်းသာသွားတယ် peaceful mind ဒီပေါ့နော်အေးချမ်းနေတဲ့စိတ်လေးရသွားတယ်နေ့တစ်နေ့ဆိုလို့ရှိရင်ဒါ good days ပဲပေါ့ဥပမာဆိုလို့ရှိရင်မနေ့အိပ်ရာထလာတဲ့ခါကျရင်ကြည်ကြည်ပင်ပင်နဲ့ငါဒီနေ့နိုးထလာနိုင်ပြီပေါ့နော်အဲ့ဒီခါကျရင်စိတ်ကကြည်လင်နေတယ်လန်းဆန်းနေတယ်အကောလုံးကိုကန်းကန်းမွန်မွန်နဲ့ပေါ့နော်ပျော်ပျော်ရွှင်နဲ့စပြီးတော့ဒါစကားတွေပြောကြမယ်စပြီးတွေ့ကြရတဲ့ခါကျရင်ဒါက good days ကိုစတင်ပြီပေါ့နော်ဆိုတဲ့ဟာလေးကိုစိတ်ထဲမှာဒီလိုလေးသတ်မှတ်လိုက်တယ်အဲ့လိုမျိုးနေ့တွေဆိုလို့ရှိရင်လည်းဒါ good day နဲ့စထားတဲ့နေ့တစ်နေ့ဆိုလို့ရှိရင်လည်းတနေ့တာလုံးပေါ့ဖြတ်သန်းရတဲ့အချိန်မှာလည်းတစ်ရက်လုံးကကောင်းမွန်နေတယ်စိတ်ချမ်းသာနေရတယ်ပေါ့နော်တစ်ခုခုပေါ့ဒေါသဖြစ်စရာလေးကြုံလာရမယ်ဆို okay ငါမနေ့တုန်းကဒါငါရဲ့ good days လေးငါရဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ပေါ့နော်စိတ်ငြိမ်းချမ်းတဲ့နေ့တစ်နေ့လေးစထားတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးတော့ငါရှောင်ဖျက်သွားလိုက်မယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒီဟာလိုမျိုးတော့အဓိပ္ပာယ်ဖွင့်ဆိုတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကိုဇွဲအနေနဲ့ရောဘယ်လိုမျိုးလေးအဓိပ္ပာယ်ဖွင့်ခြင်းလဲကျွန်တော်အနေနဲ့ကြတော့ကိုယ့်အတွက်ဒီ good day ဆိုတဲ့အရာလေးကကြတော့ပေါ့နော်ဆိုတော့ marriage ပြောရနေလဲဆက်ဆံတဲ့ပေါ့နော်ဒီဆက်ဆက်နေတယ်ပေါ့နော်ဆိုတော့ဥပမာဖြစ်ဆိုကိုယ့်အတွက်တနေ့တာကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်တယ်ဆိုတဲ့နေ့လေးဆိုလို့ရှိရင်ကျွန်တော်အတွက်တကယ်ကိုကောင်းမွန်တဲ့နေ့တစ်နေ့လို့ပဲလို့ပြောချင်တယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းပြောခဲ့ရရှိတယ်ကျွန်တော်ကအရင်အားနာတဲ့စိတ်လေးရှိခဲ့တာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့တနေ့တာမှာကိုယ့်ရဲ့ပေါ့နော်ဖြတ်သန်းမှုမှာတယောက်တစ်ဦးတစ်ယောက်ပေါ်မှာဝင်တော့မဖြစ်စေတာတဦးတစ်ယောက်ပေါ်မှာအားနာခဲ့ရတယ်ဆိုတဲ့ခံစားချက်မရှိဘဲနဲ့နေ့တစ်နေ့ကိုကုံဆုံးတာကလေကျွန်တော်တို့အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့လို့ကျွန်တော်တို့ပေါ့နော်သတ်မှတ်တယ်ပေါ့နော်ဆိုတော့တချို့ကတော့ရှိနိုင်တယ်ပေါ့တချို့ကတော့မနက်ခင်းလေးမှာ coffee နွေးနွေးလေးတောက်နိုင်ခဲ့တာပဲဖြစ်ဖြစ်ပေါ့နော်မနက်စာကောင်းကောင်းမွန်မွန်လေးစားနိုင်ခဲ့ပြီးတော့ဖြတ်သန်းလာခဲ့တဲ့အစာပြုတဲ့နေ့တစ်နေ့ကလည်းကောင်းတဲ့နေ့လို့သတ်မှတ်တဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်ထိုနည်းလည်းကောင်းပဲကျွန်တော်ကတနေ့တာလုံးခြုံကြည့်မယ်ဆိုရင်တခြားလူ
ပေါ်မှာကိုအားနာစိတ်မရှိရဘဲနဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းလာခဲ့ကိုကြောင့်တစ်ဖက်သားဝန်တော့မှုမဖြစ်ရဘဲနေ့တစ်နေ့ကိုကောင်းစွာကြော်ဖြတ်နိုင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းသောနေ့လို့ကျွန်တော်တို့အဲ့လိုလက်ခံထားတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ် sharing လုပ်ပြီးတာကျေးဇူးပါဟုတ်မယူအနေနဲ့ဆိုရင်လည်းပေါ့နော်ဒါမယူအမြင်ကိုပြောရမယ်ဆိုရင်အရင်တော့ကတော့ကိုနေ့တစ်နေ့မှာဘာလုပ်ရမလဲဆိုတော့ to do list တွေကိုချတတ်တယ်သူပေါ့နော်ဆိုတော့ဒီဟာတွေပြီးသွားပြီဆိုရင်ဒါကတစ်နေ့တာကိုက satisfy ဖြစ်တယ်ဒါကိုယ့်ရဲ့ good days ဖြစ်တယ်လို့သတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ good days ရဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကကိုယ့်ရဲ့အတွေ့အကြုံတွေဒီအချိန်ကြာလာတာနဲ့အမျှပေါ့နော်ပြောင်းလဲလာနိုင်တယ်ဆိုတာကိုလည်းမယူကဒါသဘောပေါက်မိလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့အဲ့တော့အရင်ကတော့ကိုကဒီတိုင်းပဲ schedule တိုင်းသွားတယ်သူဖြစ်ပေမဲ့လို့အခုကျတော့အဲ့ဒီတိုင်းမဟုတ်တော့ပဲနဲ့ပေါ့နော်ခုနက Mary ပြောသွားသလိုမျိုးပေါ့နော်တေးသေးလေးတွေဖြစ်တဲ့ဟာလေးတွေပေါ့နော်ဥပမာထားပါတော့ကိုအတွက်အိပ်ရိုးကအိပ်လိုက်တာမျိုးပေါ့နော်ဒါမှမဟုတ်ကိုရေကိုပြပေါ့နော်ထားပါတော့တနေ့ကို2လီတာလောက်တောက်မယ်ဆိုရင်ဒါရေကိုကိုသတ်မှတ်ထားတာတက်ပို့ပြီးတော့ပေါ့နော်ကိုတောက်ပြစ်သွားတာလေးတွေပေါ့နော်ပြောမယ်ဆိုတော့ဒါအကြီးတွေဖြစ်เสียမလို့เนาะကိုယ့်ရဲ့တနေ့တာဒါအကြည်တက်လေးပေါ့နော်ကိုမှန်းထားတာလေးပေါ့နော်တိတ်တိတ်မွမွလေးတွေဒါလွတ်ပြစ်သွားတယ်ဆိုရင်ပဲကိုယ့်အတွက်ကဒါစိတ်ချမ်းသာသွားတယ်ကိုယ့်အတွက် good day ဖြစ်တယ်လို့ဒါမယူနေနဲ့ဒါသတ်မှတ်နိုင်လိုက်တယ်ပေါ့နော်ဆိုတော့အဓိကကတော့ good day ဆိုတာတယောက်နဲ့တယောက်လည်းမတူဘူးအချိန်ကြာလာတာနဲ့အမျှငယ်ငယ်တော့ကိုသတ်မှတ်ထားတဲ့အားလေးတွေကလည်းကြီးလာတဲ့အချိန်မှာဒါပြောင်းလဲသွားနိုင်တယ်ဆိုတာလေးပေါ့နော်ဒါလေးကိုတော့မယူနေနဲ့ထပ်ပြီးတော့ပြောချင်တာပါဟုတ်ကဲ့ဟုတ်ဆိုတော့နောက်တစ်ခုပါစဉ်းစားမိလဲဆိုတော့ခုနကတော့ပြောသွားတယ်ပေါ့နော်ဒီ little wins လေးတွေ small wins တွေ small steps လေးတွေပေါ့နော်ဒါလေးတွေကိုပေါ့အရင်ဆုံးဒါ marriage အနေနဲ့ပေါ့နော်ကိုယ့်အတွက်ပေါ့နော်ဒီ good day တစ်ခုရဖို့ဆိုရင်ဘယ်လို little wins လေးတွေစုရမလဲဘယ်လို small steps လေးတွေကိုစပြီးတော့လုပ်ရမလဲအဲ့လိုလုပ်တဲ့အခါမှာရောကိုတယောက်တည်းပဲလုပ်ရမလားတခြားရောကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ဘသူတွေကိုရောပေါ့နော်ဘသူတွေနဲ့အောင်မျှဝေခံစားဖို့လို့လဲဒါမှမဟုတ်ရင်သူတို့ရဲ့ input ကိုကိုယ့်ရဲ့တနစ်တာထဲမှာထည့်ပြီးတော့ကောက်လုပ်ဖို့လို့သလားပေါ့နော်ဒါလေးကိုလည်းဒါမေးချင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါခုနမယူပြောသွားတဲ့ဟာ little wings ပေါ့နော်အဲ့ဒီ little wings နဲ့ပတ်သက်ပြီးတော့လေဒီနောက်ပိုင်းတော်တော်လေးတွေးဖြစ်လာတယ်တော်တော်လေးလဲစဉ်းစားဖြစ်တယ်ပေါ့နော်နေ့တူဝါဟိုစဉ်းစားဖြစ်တဲ့ဒီခေါင်းစဉ်ထဲမှာပါလာတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော်တော်တော့ကြာပါပြီတစ်ခါဆရာတယောက်နဲ့ပေါ့နော်ဒီသင်တန်းလေးတစ်ခု join နေတဲ့အချိန်မှာဆရာကမေးရပေါ့နော်အောင်မြင်မှုဆိုတာဘာလဲပေါ့အဲ့ဒီအချိန်မှာမေးလိုက်တဲ့အချိန်မှာအဲ့မှာဆရာကလည်းနောက်တောင်နောက်လိုက်သေးရဲ့ဦးမြင့်မောင်အောင်မြင်မှုပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒီဒါရဟာတာလေးပါအဲ့ဒီအချိန်မှာဘာလေးတွေးမိလဲဆိုတော့အောင်မြင်မှုဆိုတာဘာလဲတကယ်ကိုကြီးကြီးမားမားရသွားတဲ့အရာအောင်မြင်မှုလားနောက်အောင်မြင်မှုကိုကြတော့လေဒီဘယ်ပေတံနဲ့တိုင်းတာမလဲအဲ့လိုတွေစဉ်းစားမိတာအဲ့ဒီနောက်ပိုင်းမှာအဲ့ဆိုတချို့ကျတော့ဒီຢာတို့တစ်ခုရသွားတာတချို့ကျတော့စာမွဲအောင်သွားတာတချို့ကျတော့လည်းတစ်ခုခုပေါ့သူတို့လိုချင်တဲ့ရေမှန်းချက်ပန်းတိုင်းတစ်ခုခုကိုပြေဝသွားတာဒီဥစ္စာတွေအောင်မြင်မှုလို့ပြောပေမဲ့ဒီဟာပြီးသွားရင်ရောဒီ beyond the limit ပေါ့ဒီ limit ကြီးနောက်တစ်ခုထပ်ကျော်သွားရင်ရောဒါဆိုရင်ဒါကဘာလဲအောင်မြင်မှုမဟုတ်တော့ဘူးလားဒါမှမဟုတ်ဒီဟာကဘာလဲပေါ့နော်ဆိုတော့အမြဲတမ်းတွေ့ရဒါကြောင့်မို့လို့အောင်မြင်မှုကတော့တယောက်နဲ့တယောက်နဲ့တော့မတူနိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုဒါကတော့ရေမှန်းချက်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားတာတွေရှိတယ်မျိုးမျိုးပေါ့ဒီဥစ္စာကိုအတိတ်ပဲတွေအများကြီးဖွင့်ဆိုကြတယ်ဘယ်ရတော့ဘယ်ဟာလေးအောင်မြင်မှုဆိုတဲ့ဟာလေးကိုအတိတ်ပဲဖွင့်ဆိုကြတယ်အဲ့မှာတခုကကျတော့ meditation နားလဲလိုက်တာပေါ့နော်ကိုဟာကိုလေးကနေ့တူဝါမှာမနက်မိုးလင်းကနေမိုးချုပ်လူသားတယောက်အနေနဲ့ struggle နေတိုင်းလုပ်ရတယ်struggle လုံးရတယ်ဆိုတာကအနည်းဆုံး public transportation စီးရလူဆိုလဲဒါကားချက်တယ်ဆိုတော့ဒီဟာပေါ့နော်စပြီး stress တွေဖြစ်နေပြီသူ့ရဲ့ struggling ပေါ့လုပ်ငန်းခွင်ထဲရောက်သွားတဲ့ခါကျလို့ရှိရင်လုပ်ငန်းခွင်ထဲမှာပင်ပန်းတာတွေမျိုးစုံပေါ့နော်ဒီဥစ္စာတွေဒါလည်း struggling ပဲအိမ်မှာနေလို့ရှိရင်လည်းဒါဆိုရင်အိမ်မှာရှိနေတဲ့သူကအိမ်လုံးရတာလည်းဒါ struggling ပဲပေါ့နော်တခါတည်းကြာရင်ပင်ပန်းနေရန်ကိုနားချင်တယ်ဒါပေမဲ့မနာရဘူးတချို့ရက်တွေဆိုရင်ဒီထိုင်မကောင်းဘူးဒါပေမဲ့အလုပ်ကနေခွင့်ယူချင်တယ်အဆင်မပြေဘူးပေါ့နော်ဒါဆိုလို့ရှိရင်အဲ့လိုနေတွေကသူတို့အတွက်ကဘယ်လိုပြောမလဲ struggle လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ stress တွေနဲ့နေနေရတော့စိတ်ချမ်းသာမှုလေးတွေရှိနေနိုင်မလားပေါ့လေကိုအနေနဲ့ကြတော့ကိုကအဲ့လိုမျိုးတိတ်ကြိုက်တဲ့ထဲမှာမပါဘူး။ဘာလို့ဆိုငါနားချင်တဲ့ဟေးဆိုနားလိုက်ရမှတခုခုလေးလှုပ်ချင်တဲ့ဟေးဆိုရင်လှုပ်လိုက်ရမှစိတ်ထဲမှာနေတာထိုင်တာရှိရလို့ခံစားရတဲ့လူဆိုတော့
အဲ့ချိန်မှာတွေးမိတာစိတ်ချမ်းသာဟိုအရင်ရေးကြည့်ရပေါ့နော်။ဘာလို့လဲဆိုတော့တနေ့လုံးစိတ်မဟိုဘယ်လိုပြောမလဲစိတ်ကအစင်မပြေရင်တောင်မှအနည်းဆုံး9မိနစ်လောက်လေးခဏတာလေးမှာစိတ်အေးချမ်းသွားတယ်ငြိမ်းချမ်းသွားတယ်ဆိုလို့ရှိရင်လေတော်တော်လေးနေလို့လည်းကောင်းတယ်ကိုအရန်ကျဉ်နဲ့သွားတဲ့ခံစားချက်ပေါ့နော်ဆိုတော့ဒါဆိုရင်ငါရဲ့အောင်မြင်မှုကဘာလဲပေါ့နော်ဆိုတဲ့အချိန်မှာပြန်ဖြေလိုက်ပြီးရဲ့ဟာဒါဆိုရင်စိတ်ချမ်းသာခြင်းကအောင်မြင်မှုပေါ့နော်ဆိုတဲ့ဟာလေးကိုနားလည်လိုက်တယ်ဒါကိုရဲ့ခံယူချက်နဲ့ကိုလိုချင်တဲ့အရာလေးကစိတ်ချမ်းသာမှုပေါ့နော်ဆိုတော့အဲ့ဒါနေ့တစ်နေ့မှာဘယ်အရာလေးတွေကစိတ်ချမ်းသာဖို့ကောင်းမှလဲဆိုတော့အဲ့လိုလိုက်ပြီးတော့တွေးဖြစ်တယ်တခါလေကြာရင်နေ့တူကဒီ daily life မှာလောက်ရတဲ့တေးသေးလေးတွေရှိရလေဘာမှမဟုတ်ဘူးလူတွေကထင်ကြရတယ်တေးသေးလေးဒီတေးသေးလေးတွေကအလုံးလို့မထင်မိပေမဲ့တခါထင်ကြရင်ဒီဟာလေးတွေကလည်းကိုယ့်အတွက်အရင် heavy ဖြစ်နေတဲ့အရာမျိုးဖြစ်တယ်Rachel ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီအလုပ်ငန်းကနေပြန်လာတယ်အလုပ်ကနေပြန်လာလို့ရှိရင်ကိုယ့်ရဲ့ဒီတနေ့တာဟုတ်ခဲ့တဲ့ဝတ်စားပါညာကို short ဖွတ်တာမျိုးပေါ့နော်ညံလေးလုံးလိုက်ကြိုက်တယ်လုံးပြီးတော့ဘာဖြစ်သွားလဲဆိုအရင်ပျော်သွားတာငါပြီးသွားပြီပေါ့အလုပ်တစ်ခုဒါပေမဲ့ဘာမှမဟုတ်ဘူးပေါ့နော်ဒီအရာလေးတွေကမနှက်ဆိုလို့ရှိရင်လည်းအစောကြီးထားချင်တဲ့လူတွေမှမပါဘူးဒါပေမဲ့အဲ့ဒီလိုနေမှာသတ်မှတ်ထားလိုက်တယ်ဥမာငါဒီနေ့တော့6နာရီထားမယ်တကယ်လဲထားဖြစ်သွားတဲ့နေကြဟာတကယ်အောင်မြင်မှုပဲအဲ့ဒီနေမှာလေဘယ်လိုပြောမလဲအစောကြီးနိုးဝါလို့ခေါင်းကိုက်နေတာတို့အေးမဝတာတို့အဲ့ feeling ကြီးကိုမရဘူးဘာလို့စိတ်ချမ်းသာတယ်ဘာလို့ဒါကြီးကငါလုံးလိုက်နိုင်တယ်ပေါ့နော်ဆိုတော့ဒီအရာလေးတွေကတေးသေးလေးတွေရဲ့နောက်တစ်ခုအခုနောက်ပိုင်းဆိုဒီ healthy lifestyle လေးကိုသွားချင်နေတဲ့plan နဲ့ဝင်ချင်တာပေါ့လေအစားတောက်ကြတော့အစားတောက်ကြိုက်တယ်လို့ဆိုတော့ဟိုဟာလဲစားချင်တယ်ဒီဟာလဲစားချင်တယ်ဆိုတော့အဲ့ဒီဟာမှာညဘက်ကျရင်ပိုဆိုးတယ်အဲ့လိုပေါ့carbohydrate များတဲ့ဟာတွေကို fat ပေါ့နော်ဒီမကောင်းတဲ့အဆီတွေများတဲ့အစားတောက်တွေဥပမာဆိုလို့ရှိရင်အာလူးကြော်တို့လိုပါရမ်းစားချင်တယ်အဲ့ခါကျရင်ဘာဖြစ်သွားလဲဆိုတော့တချို့ရက်တွေဆိုလို့ရှိရင်မဟုတ်ဘူးဒီစိတ်ကိုပေါ့နော်နောင်ထိန်ရတာမစားရဘူးရပြီငါဒီမှာ break ရအောင် break ပေါ့နော်ဆိုတော့ရအောင်အိတ်လိုက်တယ်အဲ့လိုမျိုးနေတွေဆိုလို့ရှိရင်ဒါကလုံးဝကိုယ့်အတွက်ဘာဖြစ်သွားလဲဆိုတကယ် achievement ကြီးပဲဘာလို့ဆိုဒီတေးသေးလေးကနေစားလိုက်တဲ့ habit တစ်ခုအနေနဲ့လည်းဖြစ်သွားတာပေါ့နော်ဒါ practice ကနေသွားလိုက် habit တစ်ခုဖြစ်မှာဆိုတော့နောက်ကြလို့ရှိရင်ဒီဟာလည်းကျန်းမာတဲ့ lifestyle တစ်ခုလည်းပြောင်းလဲပေးနိုင်တဲ့အရာတွေမှာ तू ကပါနေတယ်ကြီးလိုက်လို့ရှိရင်တော့တေးသေးလေးပဲဆိုတော့ဒီ little wins တွေကမတို့ရှယ်အတွက်ကတော့ဒီအရာလေးတွေပေါ့နော်နေ့တူကအိမ်မှာအဲ့လိုတွေ့နေရတဲ့အရာသေးသေးလေးတွေရဲ့ကိုယ့်ရဲ့ဒီပေါ့အကျင့်ပေါ့နော်ဒီ practice လုပ်ရတဲ့အကျင့်လေးတွေကဒီ habit လေးတစ်ခုဖြစ်သွားအောင်လုပ်ဖို့ဟာတွေကတစ်ခုသေးသေးလေးတွေကတော့ဒီ little wins တွေပါပဲအဲ့ဒါလည်းနေ့တိုင်းအောင်မြင်မှုထဲမှာပါနေတာမကြော်လွှားနိုင်တဲ့နေ့ဆိုလို့ရှိရင်ဘာဖြစ်လဲစိတ်ထဲမှာမကောင်းသိလားအဲ့လိုနေရတာလေခုနကတော့ပြောတဲ့ peaceful ပေါ့နော်အဲ့ဟာမရအောင်ငါစားလိုက်ပြီးပြန်ပြီးဒီဥစ္စာကြီးကိုပေါ့နော်ဒုက္ခပဲယောဂတွေလည်းထပ်စဉ်းစားပြီးအဲ့ခါကျရင်သွေးတိုးတွေဖြစ်တော့မှလားစီးကြိုတွေဖြစ်တော့မှလားပေါ့နော်နောက်ဆက်တွဲတွေကမငြိမ်းချမ်းမှုတွေလာပြီအဲ့ချိန်မှာခုနကပြောတဲ့ຢာတွေ break လိုက်နိုင်တဲ့ချိန်ကျရင်အရန်ပျော်သွားတယ်စိတ်ထဲမှာလည်းအရန်စိတ်ချမ်းသာသွားနောက်တစ်ခုကငါလုံးလိုက်နိုင်တယ်ပေါ့နော်ဒီသေးသေးလေးတွေရဲ့လုံးလိုက်နိုင်တယ်ဆိုတော့စိတ်ဆွမ်းအင်အားလည်းဘယ်ကိုသွားပြီးတော့ affect သွားဖြစ်လဲဆိုတော့တကယ်ကြီးကြီးမားမားလုံးရမယ်ဒီလုပ်ငန်းဆောင်တာတွေကိုလည်းသွားပြီး affect ဖြစ်တယ်ဘာလို့လဲဆိုတော့ဒါတွေတောင်မှငါကြော်ဖြတ်နိုင်မှာလားပေါ့ဒီလိုတကယ်ကြီးကြီးမားမားရင်ဆိုင်ရတော့မယ့်အရာတွေဆိုရင်လည်းဒီလိုတွေတော့ငါကြော်ဖြတ်ခဲ့တာဒီຢာလည်းငါရအောင်လုံးလိုက်နိုင်မယ်ဆိုတော့ဒီပေါ့နော် mindset လေးလည်းရသွားတယ်ပေါ့နော်ဆိုတော့ဒီ little wins တွေကဘာမှမဟုတ်တဲ့တေးသေးလေးတွေပါပဲဒါပေမဲ့နေ့တူဝမှာပေါ့နော်ကိုယ့်အတွက်ကဘာဖြစ်လဲဆိုတော့ဒါလေးကိုကြော်ဖြတ်သွားနိုင်တဲ့အချိန်မှာလေကို days လေးတွေဖြစ်လာတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ပြောတော့အရင်ကောင်းတယ်ပေါ့နော် Marisa အနေနဲ့ကတော့ဒီ collections of happiness ပေါ့နော်ဒါလေးတွေကစုရင်လည်းသူတို့ရဲ့စုပေါင်းအားနဲ့ကိုယ့်ရဲ့ပေါ့နော်ဒီကြီးမားတဲ့ case တွေကြီးမားတဲ့ challenge တွေကိုကိုကဒီစုပေါင်းအားနဲ့ကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါကိုပဲကိုပြန်ပြီးတော့အားယူရတယ်ဆိုတာလေးတွေကိုကြားလိုက်ရပါတယ်အမှန်တန်ကောင်းတဲ့စကားလေးတွေပေါ့နော်ဟုတ်ကျေးဇူးပါလို့ဟုတ်ကိုယ်စဲအနေနဲ့ရောပြောပြပါအောင်ဟုတ်ကဲ့ပေါ့နော် Mary ချေပြောသွားတဲ့အကြမ်းအရာလေးတွေနားထောင်ခဲ့တဲ့အချိန်မှာပို့ပြီးတော့ PT ဖြစ်ရလေးရှိရပေါ့နော်ဆိုတော့ဒါလေးကလည်းကိုယ့်ရဲ့ခုနကပြောတဲ့ energy ကိုကူးဆက်တယ်လို့ပဲပြောရမယ်ပေါ့နော်ဆိုတော့နားထောင်လိုက်တဲ့အချိန်မှာလည်းပေါ့နော်ဆိုတော့ဒီခုနပထမအပိုင်းမှာပေါ့နော်မယူပြောခဲ့တဲ့ဟာလေးလည်းရှိတာအောင်သတိထားမိဘူးကျွန်တော်တို့တွေအတွက်ခုနပြောပေါ့နော် good day ဆိုတဲ့ဟာကအသက်အရွယ်လိုက်ပြောင်းလဲမှုတွေနဲ့ပေါ့နော်အမျိုးစုံနေ့ပေါ့နော်အသက်အရွယ်ပြောင်းလဲလာတဲ့များကိုသတ်မှတ်ထားတဲ့ good day လေးတွေကလည်းပြောင်းလဲလာတယ်ပေါ့နော်ဆိုတဲ့ဟာလေးကိုကြားလိုက်ရတဲ့ဟာမှာခုနမိကုန်းလေး
လေးပေါ့ little win လေးမသွားခင်မှာကျွန်တော်အဲ့ဒီအကြောင်းအရာလေးကိုပြန်ပြီးဆက်ချင်တာမျိုးပေါ့နော်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ရုပ်ရှင်တစ်ခုကြည့်ခဲ့ဘူးတွေကအကြောင်းအရာလေးတစ်ခုလို့ပေါ့နော်ဆိုတော့အဲ့မှာကဆယ်ကျော်သက်ကောင်မလေးကနေပြီးတော့ပေါ့နော်အသက်50ပေါ့လူတစ်ယောက်ကိုသူကမီးတယ်အသက်50ပေါ့နော်ဆိုတော့ဘဝလေးကကောင်းလာပေါ့နော်ဆိုတော့သူဒီလိုဆယ်ကျော်သက်အခြေအနေမှာသူရုန်းကန်နေရတာပင်ပန်းနေလာပြီပေါ့နော်ဆိုတော့အသက်50ရောက်လာတာကောင်းရဲ့လားပေါ့နော်ဆိုတော့သူကဘာပြန်ပြောလဲဆိုတော့ဒီအသက်50ရောက်လာလဲသူ့ဟာနဲ့သူတော့ကြည်နေစရာပါပဲတဲ့ဆိုတော့ဘာလဲဆိုတော့တဲ့သူဆယ်ကျော်သက်ရွယ်ចောင်းသားဘဝကာလတွေတော့မှဆိုရင်အမေထဲမင်းကြိုက်ထဲမှာထည့်ပေးခဲ့တဲ့တချို့ဟင်းတွေကိုသူမကြိုက်ခဲ့ဘူးတဲ့အခုအသက်50ရောက်လာတဲ့အချိန်မှာသူအဲ့ဒါလေးတွေကြိုက်တက်လာတယ်ပေါ့နော်ဆိုပြီးသူပြောပြတယ်ပြီးတော့နောက်ခါကျတော့ပေါ့နော်အသက်50ရောက်လာတဲ့အခါမှာဘယ်အပင်လေးကတော့ဘယ်နေရာလေးမှာပေါ့နော်စိုက်ထားရင်သူ့လိုရှင်သန်ကြီးထွားတယ်ဆိုတော့ပိုသိလာရတယ်ပေါ့နော်ဆိုတော့ဒါသူအရင်တော့မသိခဲ့ဘူးပေါ့နော်ဆိုတော့ဒါလေးကိုဘာလို့ပြန်ပြီးတော့ဒီရုပ်ရှင်တွေကကျွန်တော် land လောက်လိုက်ရတယ်ဆိုတဲ့အခါကျတော့တချို့အရာတွေမှာကျွန်တော်တို့တွေကခုနကပြောတဲ့ little win လေးတွေပေါ့နော်ကိုလုံးနိုင်ခဲ့တဲ့အရာတွေကိုသိလာတဲ့အရာတွေကိုအတိမတ်ပြုတာများလာပြီကျွန်တော်တို့ရဲ့အတွေးတွေမှာလည်းအပြုသဘောဆောင်တဲ့အတွေးလေးတွေပိုများလာတာမျိုးပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲပေါ့နော်ဆိုတော့တစ်ခါလေကြာရင်ကျွန်တော်တို့ကနေ့စဉ်မှာခုန marriage ပြောခဲ့တယ်ကျွန်တော်နေ့စဉ်ရုန်းကန်နေရတာပဲပေါ့နော်အပြင်သွားတယ်ပဲဖြစ်ဖြစ်ဈေးဝယ်တာပဲဖြစ်ဖြစ်ပေါ့နေ့စဉ်ပတ်ဝန်းကျင်ကအခြေအနေမျိုးစုံကြားထဲမှာကျွန်တော်တို့ရှင်သန်ဖို့အတွက်ရုန်းကန်ကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအဆင်ပြေတဲ့အခါရှိမပြေတဲ့အခါရှိတယ်စိတ်ညစ်ရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့ပဲတနေ့တာလုံးမှာဖြတ်တန်းနေရတဲ့ဆိုင်ကျွန်တော်အဲ့ဒီကနေတိတ်တိတ်လေးတွေကိုလုံးနိုင်တဲ့အရာတွေကိုအတိမတ်ပြုအရေးကြီးရပေါ့နော်ဥပမာအဖြစ်ဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်မနက်ပိုင်းဈေးသွားတယ်ဈေးသွားတဲ့အခါမှာဆိုလို့ရှိရင်လမ်းမှာဖြတ်သွားတယ်ပုံမှန်တွေ့နေကြပေါ့နော်တပည့်စီးလေးနေတဲ့ပေါ့နော်ကိုရဲ့ဆိုလို့ရှိရင်တော့အဖွားရည်လောက်ရှိမယ်ပေါ့နော်သူကဒီအသက်ကြီးလာတဲ့အခါမှာသူမြင်မနဲ့မိုးလင်းပြီးဆိုတာနဲ့သူအမှဖျားဖုံးဆွန်းလောင်းဖို့အတွက်ပြင်ဆင်ပြီးတော့အဲ့ဒီလမ်းမှာပေါ့နော်ရှိရအမိုက်ကလေးသူကလှည့်တယ်ပေါ့နော်မန်တတိုင်းမှာသူ့နဲ့ကိုနေရတိတာလည်းမဟုတ်ဘူးတကယ်တော့ဟိုပေါ့နော်လမ်းသွားလမ်းနိုင်နဲ့မျက်နှာချင်းဆိုင်စုံနေတာအများအခါကျွန်တော်အမြဲတမ်းပြုံးပြရတယ်ပေါ့နော်အဲ့တော့ဒီမြစ်တာလေးကရောင်ပြန်တဲ့အခါမှာသူကလည်းကျွန်တော်ပြုံးပြရတယ်ပေါ့အနည်းဆုံးလူတစ်ယောက်နဲ့ကိုပေါ့နော်ဒီအပြုံးလေးတွေမျှဝေလာနိုင်တဲ့ဟာလေးကငါဒါလေးကလည်းသူ့တော့ကိုကြာမှာမသိပေမဲ့ဒီဟာလေးတွေကရင်းနှီးမှုတစ်ခုပါလားဆိုတဲ့ဟာလေးကိုလုံးနိုင်ခဲ့တယ်ဆိုတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးအတွေးလေးတွေးနိုင်တာပဲဖြစ်နောက်တစ်ခါဈေးဝယ်တဲ့အခါလေးတွေမှာကိုခုနပြောဈေးသိမ်းတဲ့စကားမှာကျွန်တော်မြန်မာတွေရဲ့အကျင့်ရှိတာကိုဈေးစစ်တက်ကြရလေဆိုတော့ခါကြတော့ကိုကသူဈေးမဆက်ခင်သူရောင်းနေတဲ့ပုံစံလေးမှာသူကိုကြုံနေရအခက်အခဲနားထောင်ပြီးသူရောင်းတဲ့ဈေးနှုန်းလေးအတိုင်းပဲဈေးလည်းမစစ်ပဲနဲ့အဆင်ပြေအောင်လေးသူချီကနေဝင်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကိုကတခြားလူတွေဈေးစစ်နေမှာကိုကမစစ်တဲ့အခါကျတော့ကိုဆိုရင်ပို့ပေးတာမျိုးတွေလုပ်ပေးလိုက်တာမျိုးပေါ့နော်ဆိုတော့ဒါလေးကလည်းကိုတော့ခုနပြောဘာမှကြီးကြီးမားမားတွေတော့တခြားလူစီမှာတွေးမှာမဟုတ်ဒါလေးကတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့နေ့တူဝါအတွက်ပေါ့နော်ဒါလေးကကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့အောင်မြင်မှုလေးတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်တွေးတာမျိုးပေါ့ဆိုတော့နောက်တစ်ခုကကြတော့ခုနပြောတနေ့တာမှာခုနပြောတော့မယူပြောသလိုပေါ့မယူဆို to do list လေးနဲ့လုပ်တယ်ပေါ့နော်ဆိုတဲ့ဟာလေးဒီလုပ်ထားမှာဆိုရှင်ကိုတစ်ခုခုပြီးမြောက်သွားရဲဆိုတဲ့ဟာလေးကကိုအတွက်အောင်မြင်မှုလေးပဲပေါ့နော်ဆိုတော့ခုနဆိုရေတောက်တာအစားတနေ့တာအောင်ရေဘယ်လောက်တောက်မယ်လို့သတ်မှတ်ထားရင်ကိုဘယ်လောက်တောက်နိုင်လဲဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးပဲကျွန်တော်လည်းခုနပြောပေါ့နော်နေ့စဉ်မှာဆိုလို့ရှင်ငါဒီနေ့ဆိုလဲကောင်းကောင်းမွန်မွန်နဲ့ငါဖြတ်သန်းနိုင်ခဲ့ပါလားဆိုတဲ့အရာမျိုးပေါ့နော်ဆိုတော့မနေ့မိုးလေးမှာတော့ရှိတာပေါ့နော်ငါဒီနေ့ဆိုဘာတွေလုပ်မယ်ဆိုတဲ့အစီအစဉ်လေးတွေရောရှိတာဒါပေမဲ့ကိုရီးယားမလုံနိုင်ခဲ့ဘူးလို့တွေးရတဲ့စာရင်ပေါ့နော်ငါဒါလေးတော့မလုပ်ဖြစ်ခဲ့သေးပါဘူးပေါ့နော်ဆိုတာမျိုးလေးနဲ့တွေးတာမျိုးပေါ့ဒါဆိုနောက်နေ့တက်ကြရှင်ဒါလေးထပ်လုပ်ဖို့အတွက်စီးရင်ထဲမှာထည့်ထားမယ်ဒါပေမဲ့ငါဒါလေးတော့လုံနိုင်ခဲ့ပါလားဆိုတဲ့အတွေးလေးတွေကလည်းကျွန်တော်တို့အတွက်ပြောမယ်ဆိုရင်နောက်နေ့အတွက်မနှက်ဖြန်တွေအတွက်ပေါ့နော်ခွန်အားတွေဖြစ်လာစီရပေါ့နော်ဆိုတော့ကျွန်တော်ကတော့ခုနပြောကိုယ့်အတွက် little win ဆိုတဲ့ဟာကခုနပဲအများကြီးအကြီးမားမှုတော့ကျွန်တော်တို့အဲ့လိုတိတိလေးတွေပေါ့နော်ဆိုတော့အတိတိလေးတွေပေါ်မှာကျွန်တော်တို့အပြုသဘောဆောင်ပြီးလက်ခံနိုင်တဲ့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မနှက်ဖြန်တွေအတွက်လည်းပေါ့နော်ရင်ဆိုင်နိုင်ဖို့အတွက်ဆိုပေါ့ကိုရင်းစွန်အားတွေပေါ့နော်ဆိုတော့ motivation လေးတွေရလာမေးပေါ့နော်ဆိုတဲ့ဟာမျိုးနဲ့မျှဝေချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါကိုဆွဲရဲ့အမြင်လေးကတော့ပေါ့နော်ကိုရဲ့ဒီ small ဒီ act of kindness လို့ပြောလို့ရမယ်ထင်တယ်เนาะဒါလေးတွေကနေမှကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုပါပေါ့နော်ဒီပေါ့နော်contribute လုပ်သွားတဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒီဟာလေးတွေကလည်းကိုတယောက်တည်းမကအောင်ကိုရဲ့ပတ်ဝန်းကျင်ကိုပါကိုအကျိုးပြုပြီးတော့ဒီကနေပြီးတော့သူသဘောဆောင်နေပေါ့နော်ဒီ little wins လေးတွေစွမ်းအားလေးတွေကိုရလာတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါလေးနဲ့ပြောပါတယ်ဟုတ်မှတ်သားရပါတယ်ပေါ့နော်ပြောရမယ်ဆိုရင် marriage ရအောင်ကိုဆွဲစီအောင်ဒါအများကြီးလမ်းလုပ်လိုက်ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ပေါ့နော်မယူအနေနဲ့ဗာစဉ်းစားမိလဲဆိုတော့တခါလေကြရင်ပေါ့နော်တချို့ဒီပေါ့နော်ချို့တွေကကိုယ့်ရဲ့ပျော်ရွှင်မှုကိုပေါ့နော်နည်းနည်းလေးဟိုးလုပ်ထားတယ်ဒါမှမဟုတ်ရင်တချို့ကြတော့လေအဲ့လိုပေါ့နော်ဟိုဟာရမှပျော်ရွှင်မယ်
ဒီအောင်မြင်မှုဖြစ်သွားတော့မှပဲပျော်မယ်အခုကပျော်ဖို့မထိုက်တန်သေးဘူးထားပါတော့ကိုက halfway ရောက်နေပြီကွာကိုသွားချင်တဲ့လမ်းကြောင်းကိုရဲ့ goal တစ်ခုကိုရောက်ဖို့ကိုကလမ်းတစ်ဝက်ရောက်နေပြီဒါမှမဟုတ်ရင်လည်းသုံးပုံပုံနှစ်ပုံလောက်ရောက်နေပြီဆိုရင်တော့မှသူတို့အနေနဲ့ကမပျော်နိုင်သေးဘူးကိုလှုပ်ခဲ့သမျှဒီကိုပေါ့နော်အခုဖြတ်တန်းခဲ့သမျှလမ်းတစ်လျှောက်ကိုပြန်ကြည့်ပြီးတော့ပေါ့နော်အားမယူကြသေးဘူးပေါ့နော်အတိမတ်ကိုယ့်ရဲ့အားထုတ်မှုကိုအတိမတ်မပြုတ်ကြဘူးပေါ့နော်မပြုတ်ကြဘဲနဲ့ okay ငါကတော့နောက်ဆုံးလမ်းဆုံးငါရဲ့ goal သတ်မှတ်ထားတဲ့စီကိုမရောက်တဲ့အတွက်ကြောင့်မလို့မပျော်ဘူးငါကအောင်မြင်တယ်လို့လည်းမသတ်မှတ်ဘူးအကြီးကြီးရမှ big achievement ရမှပျော်ရွှင်မှုကထိုက်တန်တယ်ဆိုပြီးတော့တချို့ကသတ်မှတ်တတ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွေးလေးပေါ့နော်ဒီဟာလေးအတွက်ဆိုရင်ရောကိုယ့်အနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ပျော်ရွှင်မှုဆိုတာနောက်ဆုံးအကြီးရမှပဲပေါ့နော်အဲ့တော့မှပဲပျော်ရွှင်မှုအတွက်အဲ့လောက်ထိအချိန်ဆောက်ယူပြီးတော့မှပဲပျော်ရွှင်ရမယ်ဆိုတာမျိုးပေါ့နော်သတ်မှတ်တယ်ဆိုတာကကိုယ့်အနေနဲ့ပေါ့နော်ဒီပေါ်မှာပေါ့ပေါ့တယောက်နဲ့တယောက်ကတော့အမြင်ချင်းတူမှာမဟုတ်ဘူးဆိုတာတော့သိတယ်ပေါ့နော်ဒါပေမဲ့ဒီပေါ်မှာမြင်တဲ့အမြင်လေးကိုပေါ့နော်ဒါလေးကိုသိချင်တာပါဟုတ်ဆိုတော့ Mary sẽအရင်ပြောပြီးပါမယ်ဟုတ်ကဲ့ပါဆိုတော့ခုနကမယူပြောလိုက်တဲ့အချိန်မှာပေါ့နော်goals တွေသတ်မှတ်ကြတယ်ဒီ achievement ပေါ့achievement တွေရဖို့အတွက်သတ်မှတ်ကြတယ်ဒီငယ်ရွယ်စဉ်တုန်းကဆိုရင်တော့ကျောင်းသားတစ်ယောက်ကစာဝဲအောင်သွားတာတော့ဟိုမှာဒီအတန်းထဲမှာပေါ့နော်ပထမတွေဒုတိယတွေတတိယတွေပေါ့နော်ဒီလိုအဆင့်တွေကိုရသွားတာတော့အဲ့ခါကြာလို့ရှိရင်အောင်မြင်သွားတယ်လို့အောင်မြင်မှုပေါ့ဒါကပျော်ရွှင်စရာဆိုပြီးတော့လက်ခံလိုက်တာတချို့မိဘဆိုလို့ရှိရင်လည်းဒါသားသမီးတွေသွားပြီး pressure ပေးတယ်လို့တော့ဖြစ်တာပေါ့နော်ဒါရအောင်လုပ်ရမယ်ဒီဟာရမှဒါနည်းရဲ့အောင်မြင်မှုဒါနည်းတော်တယ်ဆိုပြီးတော့တားပြီးတော့ဘယ်လိုပြောမလဲဟို appreciate လုပ်တာပေါ့နော်အဲ့လိုချိန်ဒါမဲ့တကယ်တမ်းကျတော့အဲ့လိုမျိုးအောင်မြင်ဖို့ပေါ့နော်နောက်ဆုံးခုနမယူပြောသွားသလိုဒီ destination ပေါ့တစ်ခုခုရဲ့ destination တစ်ခုကိုပြောလို့ရမှာပေါ့ goals တစ်ခုပေါ့ဒီဟာရမှအောင်မြင်မှာလားဒီဟာမရခင်မှာနေ့တူကဒီကလေးလေးရဲ့ဒီစူးစမ်းမှုကိုရော appreciate လုပ်ပေးတာရောဒါဆိုရင်ဒီနေ့သားဟာသမီးလေးကလောက်သွားနိုင်တယ်နော်ဒါကဒီနေ့တင်လာတဲ့သင်ခန်းစာကိုဘာလေးတွေတင်လာတာလဲဘာလေးတော့တိုးတက်သွားတာလဲအော်ဒါလေးတွေထပ်ရသွားပြီဆိုတော့ဒီဟာလေးတွေကသမီးရဲ့ achievement ပဲနော်ဒါရဲ့ achievement ပဲနော်ဆိုတော့ဟာလေးတွေနဲ့ appreciate လုပ်ပေးလိုက်လို့ရှိရင်လေဒီကလေးလေးရဲ့စိတ်ထဲမှာအရင်ပျော်ရွှင်မှုကောင်းသွားမှာမဟုတ်ဘူးဆိုရင်ခုနကတော့ပြောတဲ့ဒီခုနကတော့ပန်းနိုင်ပဲနော်ပန်းနိုင်ကတော့ရောက်ဖို့လိုအပ်ပါတယ်ဒီအတွက်လည်းစူးစမ်းရတာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပန်းနိုင်ရှိမှလည်းဒါကလူတွေကလမ်းတွေလျှောက်ဖို့အတွက်အင်အားတွေရှိလာကြမှာလေဆိုတော့ဒီဟာကိုမြင်ဖို့ဒီဟာကိုသွားဖို့အတွက်က first step ကလိုတာ first step မှာကဒီ appreciation နေနဲ့စထားတယ်ခုနကတော့ happiness ပေါ့နော်မယူပြောသလိုဒီနေတူဝါရဲ့ပျော်ရွှင်မှုတွေနဲ့စထားတဲ့ခါကျရင်သူသွားရမယ့်လမ်းကြီးကသူ့အတွက်ပိုပြီးပေါ်ပါတယ်သူ့အတွက်ပိုပြီးပျော်ရွှင်တယ်ပေါ့ဘာလို့ဆိုတော့ဒီအကြီးမားမား achievement ရဖို့အတွက်ကတေးသေးလေးကနေစပြီးတော့ပဲစူးစမ်းသွားကြရတာနော်ဆိုတော့မရရှိကြတော့ဘယ်လိုမျိုးမြင်တာလဲဆိုတော့ဟုတ်တယ်ဒီ goals တစ်ခုအနေနဲ့သတ်မှတ်ထားရတယ်မရရှိဆိုတော့ဒါကိုယ့်ရဲ့ဒီပေါ့နော်ညီမတွေကိုယ့်ရဲ့တူမတွေဆိုရပြောဖြစ်တယ် plan ဆိုတာရှိရမယ်ဒါပေမဲ့ plan ကဖြစ်လာတာမဖြစ်လာတာမသိခင်မှာဒီ plan ကိုရောက်အောင်စူးစမ်းနေတဲ့နေ့တူဝါပေါ့နော်ကိုဘာစူးစမ်းနိုင်တာလဲကိုဘာလုပ်လို့ရနိုင်တာလဲလုပ်လို့ရနိုင်တဲ့ဟာအကောင်းဆုံးလုပ်လိုက်မယ်အဲ့ဒီရလာတဲ့အရာကိုလည်းကျင့်တတ်မယ်ထိုက်တန်တယ်လို့ခံယူမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခုနပြောတဲ့ plan ကိုသွားဖို့အတွက် action ပေါ့ action ကစနေရတဲ့အတူပဲပေါ့ဒါဆိုလို့ရှိရင်ဒီတေးသေးလေးတွေကနေစပြီးတိမ့်သွားတဲ့ဒီအောင်မြင်မှုလေးတွေကလည်းဒီကြီးမားတဲ့ goals တစ်ခုကိုသွားပြီးအထောက်အပံ့ဖြစ်သွားတယ်ပဲเนาะခုနမရရှိပြောသွားသလိုပဲပေါ့ဘာလို့လဲဆိုတော့နေ့တူကမှလောက်သွားတဲ့ပျော်ရွှင်မှုတွေကတကယ်ကြီးမားမားပြဿနာတစ်ခုကိုဖြေရှင်းတာပဲဖြစ်အောင်မြင်မှုတစ်ခုစီကိုသွားဖို့ပဲဖြစ်သူကကိုယ့်ကိုအနောက်ကနေတွန်းအားပေးလိုက်တဲ့ဒီအဆိုင်ခဲဒုကြီးတစ်ခုလည်းဖြစ်သွားနိုင်တာ哦ဆိုတော့အဲကြောင့်မို့daily life မှာပေါ့နော်ဒီတေးသေးလေးတွေလုံနိုင်သွားတဲ့အရာကိုလည်းအမြဲတမ်းကိုယ့်ကို appreciate လုပ်ဒါပေမဲ့လူသားကမမှားဘူးလားလူတွေကမှားတတ်တဲ့သဘာဝပဲလေဒါဆိုရင်မှားသွားတဲ့ခါကြလို့ရှိရင်ရောခုနကတော့ပြောတဲ့ဒီ little wins ကလည်းမဟုတ်တော့ဘူးလားပေါ့ငါအောင်မြင်မှုမဟုတ်တော့လားငါကြီးမားတဲ့အောင်မြင်မှုသွားဖို့အတွက်ဒီအမားကြီးတွေဖြစ်သွားပြီလားဆိုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့မှားသွားတဲ့ခါကျရင်ကိုယ့်ရဲ့အမှားတော့ထိဖို့တော့လိုတာပေါ့ဒါဆိုလို့ရှိရင်ဒီအမှားကိုပြန်ပြီးပြင်လိုက်နိုင်တာလေအဲ့ဒါလည်း wins တစ်ခုပဲအောင်မြင်မှုတစ်ခုပဲဘာလို့လဲဆိုတော့အမှားကိုသိပြီးတော့အမှန်မပြင်နိုင်တာကြတော့ failure ဖြစ်သွားပြီလေ
ကိုယ့်အတွက်ခုနကတော့သွားမယ် goals ကိုဘယ်လို့မှဒီလမ်းကိုမရောက်နိုင်တော့ဘူးပေါ့နော်ကိုယ့်စီမှာကြီးကြီးမားမားမှားခဲ့တဲ့အရာရှိခဲ့ရင်တော့မှဒီမှားတော့တည်သွားပြီဒါကတော့ lesson learn ပဲဒါကကိုယ့်အတွက်အမျက်မဟုတ်ရင်တော့မှအရှုံးမရှိပဲနဲ့ဒီအရင်ကတော့ရသွားပြီဒီအရင်နဲ့ငါဆက်ပြီးတော့ငါရဲ့အကျိုးမြတ်ရအောင်ဘယ်လိုဆက်လုပ်ကြမလဲဒါဆိုအမှန်မြင်သွားနိုင်တဲ့လမ်းကိုငါတို့ရှာမယ်မှန်မှုအတွက်ကောင်းမှုအတွက်ကိုထပ်ပြီးတော့စူးစမ်းမယ်လှုပ်ဆောင်မယ်ပေါ့နော်ဆိုတဲ့ဟာမျိုးလေးတွေကလည်းဒါachievement တစ်ခုပဲပေါ့။ဘာဆိုတော့အမားတွေကနေရုံထွက်လာနိုင်တယ်ဆိုတာဒါနဲ့အရေးချင်းမဟုတ်ဘူးလေနော်။သူလုံးနိုင်တယ်ဆိုတဲ့အရာမျိုးပေါ့ဒီအရာကလည်းဒါကြီးကြီးမားမားအောင်မြင်မှုကိုသွားပြီးတော့အထောက်ပံ့ဖြစ်စေနိုင်တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်တော့ကြီးမားတဲ့အောင်မြင်မှုတိုင်းကိုလည်းဒါက very small first step ကနေစခဲ့ရတာပဲဆိုတော့သေးသေးလေးတွေဆိုပြီးတော့အထင်သေးလို့တော့မရဘူးပေါ့နော်ဒီသေးသေးလေးတွေကိုပဲသိမ်းသွားရင်းနဲ့ကြီးမားတဲ့အောင်မြင်မှုလမ်းကိုပဲဒါလျှောက်သွားကြရတာပေါ့နော်ဆိုတော့ခုနကတော့ပြောသွားတဲ့အချိန်မှာလည်းဒါ add on လေးပေါ့နော်မရချက်ပါလေးထည့်ချင်တာလဲဆိုတော့အောင်မြင်မှုတိုင်းမှာကိုယ်တိုင်ကအရေးပါတယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ကိုယ့်ရဲ့ environment မိသားစု social network တွေကလည်းအရေးပါပါတယ်။ဘာလို့လဲဆိုတော့ဒီ little wins တွေကိုလည်းappreciate လုပ်ပေးနိုင်ရမယ်။ခုနကတော့အမှားတွေတွေးခဲ့လို့ရှိရင်လည်းအမှန်ကိုပြန်ပြီးဆွဲထုတ်ပေးနိုင်တဲ့ပတ်ဝန်းကျင်မှာလည်းရှိနေရမယ်။အမှန်ကိုလမ်းပြန်တည့်ပေးနိုင်တဲ့ပတ်ဝန်းကျင်မှာလည်းရှိနေရဆိုလို့ရှိရင်တော့ဒီလူသားတစ်ယောက်အတွက်ကတော့ daily happiness တွေနဲ့သူ့ဘဝ good days တွေဖြစ်နေမယ်လို့တော့မရချင်မြင်နေပေါ့နော်။ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ဟုတ်မရိစေရဲ့အမြင်လေးကို input ထည့်ပေးသွားတာလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကိုစဲအနေနဲ့လည်းကိုယ့်ရဲ့အမြင်လေးကို share လုပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဆိုတော့မယူပြောရတဲ့မှာဆိုရှင်ကျွန်တော်ကြားလိုက်တာဆိုလို့ရှင်လူတွေကခုနကတခုခုပေါ့ကိုသတ်မှတ်ထားတဲ့ပန်းတိုင်ရောက်မှာပဲပျော်ရွှင်ပါလားဆိုတာမျိုးပေါ့နော်ဆိုတာမျိုးကျွန်တော်ကြားလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေကိုဖြစ်ဆိုတဲ့ခါကျတော့သူတို့ကလက်ရှိဘဝမှာမပျော်ရွှင်နေကြဘူးလားပေါ့လက်ရှိဖြစ်တန်းနေမှုမှာပေါ့နော်ဆိုတဲ့ဟာလေးလည်းတခါပြန်ပြီးစဉ်းစားမိတယ်ပေါ့နော်ဆိုတော့ဖြစ်နိုင်တာတွေကိုနောက်ထပ်ပြန်ပြီးတခြားနည်းနဲ့ပြန်စဉ်းစားကြည့်ရရင်ပေါ့နော်သူတို့ရဲ့ပန်းတိုင်တွေကိုရှောက်တဲ့အချိန်တွေကသူတို့အတွက်ပျော်ရွှင်မှုလားပေါ့သူဘယ်လိုမျိုးပျော်ရွှင်မှုကိုအဓိပ္ပာယ်ဖွင့်ဆိုလဲပေါ့နော်ဆိုတဲ့ဟာအရေးကြီးမယ်လို့ကျွန်တော်တို့နားလည်မိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ခုနကပဲနေ့စဉ်ဘဝမှာကိုယ့်အတွက်ကောင်းကောင်းလေးပေါ့နော်ဒီနေ့တနေ့တာကိုပြည့်စုံပန်တဲ့ရှုပြီးဖြတ်တန်းသွားတဲ့ဟာကိုယ့်ရဲ့ပျော်ရွှင်မှုလို့သတ်မှတ်တာလဲကိုကဖြစ်နိုင်တယ်။တခြားလူကြတော့လေသူ့ရဲ့အတွက်ကသူ့ရဲ့မျှော်မှန်းထားတဲ့ပန်းတိုင်တွေသူနေ့စဉ်ရှောက်နေရတာသူ့ရဲ့ပျော်ရွှင်မှုဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့တချို့တွေကြတော့အခုခေတ်မှာကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ခေတ်ကလူတွေဆိုပို့ပြီးတော့ဆိုမယ်ပေါ့ကိုယ့်ရဲ့ခံစားချက်ကိုကျွန်တော်တို့ပြောဖို့ခဲရင်တာပေါ့နော်အဲ့တော့ပျော်ရွှင်နေဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဆိုတော့များသောအားဖြင့်သူတို့ပျော်ရွှင်နေဆိုတော့မှတချင်းနေနဲ့ကခုံပျော်မြူးနေတဲ့ဟာကိုပျော်ရွှင်တာလို့လေအဓိပ္ပာယ်ဖွင့်ဆိုရင်ဖွင့်ဆိုလိမ့်မယ်ပေါ့နော်တချို့ကြတော့လေတငယ်ချင်းတွေနဲ့ hand out လုပ်မယ်ခုနကပြောသွားရလာရစားရတောက်ရလုပ်တဲ့ဟာကိုသူ့အတွက်ပျော်ရွှင်မှုလို့ပဲသတ်မှတ်တာလည်းဖြစ်နိုင်တယ်တချို့ကကြတော့ကိုယ့်အကိုအိမ်မှာနေနေရုပ်ရှင်ကြည့်မယ်ကာရာအိုကေဆိုတာလေးကသူ့အတွက်ပျော်ရွှင်မှုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပဲပေါ့တချို့တွေကြတော့လေခုနကပြောတေးသေးလေးတွေသူလုံနိုင်ခဲ့တဲ့အရာသူ့ရဲ့ပျော်ရွှင်မှုလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ခုနကပြောသလိုမျိုးတချို့တွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခံစားမှုကိုဖော်ပြတဲ့ပုံစံကွာဟတဲ့အချိန်ကြာမှာကျွန်တော်လည်းတော်တော်များကြရတယ်ပေါ့နော်ဆိုတော့မပျော်ရွှင်သင့်ဘူးလို့ဆိုတော့ပျော်ရွှင်တာကိုသူတို့ဘယ်လိုတိုင်းလဲပေါ့အဲ့တော့တစ်ခါကြရင်ကိုတိုင်းတဲ့ပုံစံချင်းမတူညီရတဲ့အခါကျတော့တခြားလူပေါ်မှာကျွန်တော်တို့ဘက်ကပေါ့နော်ဝေဖန်မှုတွေပါလာတယ်အဲ့ဒီနောက်ကွယ်မှာပေါ့နော်ဖြစ်လာကြတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့တခြားလူတွေတဲ့ဆိုင်ကျွန်တော်ပဲစဉ်းစားပြစ်တာမျိုးတွေတော့ပေါ့မျှဝေခြင်းတယ်။ဘာလဲဆိုတဲ့အခါကျွန်တော်တို့မကြားပေါ့နော်ပြီးခဲ့တဲ့2025မှာဆိုလို့ရှိရင်ငလင်လှုပ်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒီငလင်လှုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ဘာမှကျွန်တော်တို့ခုနကပြောပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတဲ့အရာခဏထားအောင်ကျွန်တော်တို့တက်သေးချလားပေါ့နော်ဆိုတော့ပေါ့နော်ကျွန်တော်တို့နောက်ထပ်မနေ့ဖြန်နေရအောင်တေချာနေမှာလားပေါ့နော်ဆိုတဲ့ဟာမျိုးစဉ်းစားဖြစ်မိတယ်ပေါ့နော်အဲ့တော့အဲ့လိုစဉ်းစားတဲ့အခါမှာဒီနေ့တနေ့တာကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်လေးနဲ့ကျွန်တော်တို့ဖြတ်တန်းသွားတဲ့အခါကျနောက်နေ့တွေကတော့ပိုကောင်းလာမှာပဲပေါ့နော်အဲ့တော့လောဆယ်ပြစ္ဆုတ်ပံဖြစ်နေတဲ့ဒီနေ့မှာကျွန်တော်တို့ကောင်းစွာဖြတ်တန်းတာမျိုးပေါ့အဲ့တော့ကျွန်တော်တို့ခုနကပျော်ရွှင်မှုဆိုတဲ့နေရာမှာကျွန်တော်တို့ဒီပေါ့နော်ဒီ podcast လေးစတဲ့အချိန်မှာစကားပြောရမှာပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတွက် good day ကဘယ်လိုမျိုးလဲပေါ့နော်ကိုယ့်အတွက်တခြားလူကိုမထိခိုက်ဖ ೇನೆ ဖြတ်တန်းလာနိုင်ခဲ့တဲ့နေ့တစ်နေ့ကကျွန်တော်တို့အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့လို့သတ်မှတ်တယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်ပျော်ရွှင်မှုဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းကျန်တဲ့လူတွေမှာလည်းဒီလိုပဲပေါ့ခုနကပြော marriage ပြောသလိုပဲအိမ်မက်တွေရှိကြမယ်သူတို့ရဲ့ပန်းတိုင်တွေရှိရကြီးတဲ့ပန်းတိုင်ရှိမယ်သေးတဲ့ပန်းတိုင်တွေရှိမယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ကအဲ့ဒီကြီးတဲ့ပန်းတိုင်တစ်ခုကိုရောက်ဖို့အတွက်နေ့စဉ်ပုံမှန်လေးလှုပ်ရှားသွားလာနေကြိုးစားနေတဲ့အရာလေးကကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကတော့ပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကဘာလဲပေါ့ကိုက
ခုနကကျွန်တော်စပကြရပြောသလိုခုနကပြောတချင်းသွားဆိုတာပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ဟန်နောက်လုပ်တာပဲအဲ့ဒါကိုယ့်ရဲ့ပျော်ရွှင်မှုလားဒါမှမဟုတ်ကိုယ့်ရဲ့ပန်းတိုင်ကိုရှောက်လန်းနေရတယ်နေ့စဉ်ဘဝလေးကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေရကိုယ့်ရဲ့ပျော်ရွှင်မှုလားဆိုတဲ့ဟာတွေတော့ကျွန်တော်တို့ပြန်ပြီးတော့မိကုန်းထုတ်ဖို့လိုအပ်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့အတွက်နေ့စဉ်ဖြတ်သန်းနေရဟာကိုတခြားလူတွေရှိမှကျွန်တော်တို့ငါတို့ပျော်ရွှင်မှုကဘာဆိုတာကိုကျွန်တော်ဖော်ပြနိုင်တယ်ပေါ့နော်ဆိုတော့ဒီမို့ဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာကိုမသိလို့ရှင်ခုနကမယူပြောရမေးခွန်းလို့ပေါ့နော်ပျော်ရွှင်မှုမတန်သေးဘူးပျော်ရွှင်လို့မရသေးဘူးကျို့ကိုယ့်ရဲ့ပန်းတိုင်မရောက်သေးဘူးလို့ပြောနေရမျိုးဖြစ်နေလိမ့်မယ်ပေါ့နော်တခါကျကိုယ်တိုင်အဲ့ဒီပန်းတိုင်လျှောက်လန်းဖို့အတွက်ကကိုယ့်အတွက်ပျော်ရွှင်မှုလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ခုနကပြောပေါ့နော်ပြစ္ဆုတ်ပန်းတဲရှုပြီးကိုယ့်ရဲ့ပန်းတိုင်ကြီးကြီးမားမားရှိနိုင်တယ်အဲ့ပန်းတိုင်ကြီးကြီးမားအတွက်ကိုဒီနေ့တနေ့တာအကောင်းဆုံးဖြတ်တန်းနေရဆိုတာလေကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေဖြစ်နိုင်ပါတယ်လို့အဲ့တော့အဲ့ဒါလေးကိုတော့ကိုယ်တိုင်ကိုယ့်ရဲ့ပျော်ရွှင်မှုကဘာလဲဆိုတော့ကျွန်တော်သိအောင်လို့တော့ဟိုပေါ့နော်မိကုန်းထုတ်တင်ပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ခုနကပြောခဲ့မှာဆိုလဲစဉ်းစားရတယ်မှာပါခဲ့တယ်လို့ပေါ့ခုနငလင်လှုပ်သွားတယ်ဆိုတဲ့အချိန်ဒီမှာကျွန်တော်တို့ရဲ့အသက်တွေအိုးအိမ်တွေဆုံးရှုံးသွားတယ်ပေါ့နော်ဆိုတော့ဘာမှသိပ်ပြီးတော့တေချာနေတဲ့ခေတ်ကြီးမဟုတ်နေဘူးပေါ့နော်နေစဉ်နဲ့အများဖြစ်နေရဆိုတော့ကျွန်တော်ကဒီနေ့မှာကြပြလေးတစ်ခုခုန marriage ချင်းနဲ့ marriage ချေပြောနေတဲ့အချိန်မှာကျွန်တော်ရှာလိုက်တယ်ပေါ့နော်အဲ့ကြပြလေးတွေကျွန်တော်သဘောကျလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကြပြလေးကတော့မနေ့ကဆိုတာအိမ်မက်မျှတာမနှက်ဖြန်ဆိုတာစိတ်แท้ကပုံရိပ်အလားတဲ့ဒါပေမဲ့ဒီနေ့ကိုသာကောင်းစွာကြည်နေသွားတဲ့ဆိုတော့အဲ့ဒီကြပြလေးလိုပဲပေါ့နော်ကျွန်တော်တို့တွေခုနကကိုယ့်ရဲ့ပန်းတိုင်ကြီးမားတွေရှိနိုင်တယ်အဲ့ဒီပန်းတိုင်ကြီးမားတွေအတွက်ကိုနေ့စဉ်ကောင်းစွာဖြတ်သန်းနေတဲ့အရာကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်နိုင်ပါတယ်လို့အဲ့ဒါလေးပဲမျှဝေချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကိုဇွဲကပြလေးလည်းတကယ်နားထောင်လို့ကောင်းပါတယ်ဆိုတော့ကိုဇွဲရဲ့ definition ကတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကဘာလဲပေါ့နော်ကိုပြန်ပြီးတော့ဖြေရှာမိခွန်းထုတ်ရမယ်ပြီးသွားရင်ပျော်ရွှင်မှုကိုဘယ်လိုတိုင်းတာမလဲဆိုတာလေးတွေပြန်ဆန်းစစ်ဖို့ပေါ့နော်ဆိုတာလေးတွေကိုဒါ focus လုပ်ပြီးတော့ပြောသွားတယ်ပေါ့နော်ဆိုတော့မယုအနေနဲ့ကတော့ဒါအခုနောက်ထောင်ဟာတလောက်ဆိုရင်ဒါအခုတူးချင်းစီရဲ့အမြင်ကြီးရဲ့ပေါ့နော်ကိုရဲ့ပေါ့နေတူကလောက်တဲ့အရာလေးတွေရဲ့ပေါ့နော်ဒါလေးတွေကိုအရှိပိုင်းနေမှာဒါဆွေးနွေးပြီးသွားပြီပေါ့နော်ဆိုတော့အခုကကြတော့မယူနေနဲ့အခုဒီ theme မှာလဲသူက more good days ရဲ့နောက်မှာ together ဆိုတာလေးကလည်းပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အတူတကွပေါ့နော်အတူတကွပူးပေါင်းပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းပေါ့နော်ဒီမှာရှိတဲ့သူတွေကိုပေါ့နော်သူတို့အတွက်ရော good days တွေကိုယ့်ရဲ့အနေနဲ့ဘယ်လိုဖန်တီးပေးလို့ရမလဲပေါ့နော်ဘယ်လိုကူညီပြီးလှုပ်ဆောင်ပေးလို့ရမလဲဆိုတာလေးကိုဆက်သွားခြင်းနဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့နော် good days ဆိုတဲ့နေရာမှာထားပါတော့အရင်ကဆိုဥပမာအနေနဲ့ပြောရမယ်ဆိုတာကိုယ့်ရဲ့လုပ်ငန်းခွင်မှာရှိတဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေကြားမှာရောကိုယ်ကဘယ်လို good days တွေကိုလုပ်ပေးလို့ရမလဲပေါ့နော်ပြီးတော့ရင်ကိုယ့်ရဲ့မိသားစုခုနကကိုယ်ဆွဲပြောသွားသလိုဆိုတငယ်ချင်းတွေပေါ့နော်ဆိုတော့ကိုယ်နဲ့ဆက်ဆက်နေတဲ့အတိုင်းဝိုင်းလေးတွေပေါ့နော်ဒါလေးတွေကိုလည်းဘယ်လိုကိုယ့်ဘက်ကနေပြီးတော့အားထုတ်ပေးလို့ရမလဲသူတို့ရဲ့ days တွေကိုပို့ပြီးတော့ better days ပေါ့နော် good ကနေ better days တွေဖြစ်လာဖို့အတွက်ပေါ့နော်ဘာလေးတွေလုပ်ပြီးလို့ရမလဲဆိုတာလေးကိုပေါ့နော်ဒါလေးတွေကိုလည်းမေ့ကြည့်ချင်ပါတယ်ဆိုတော့အရင်ဆုံး marriage အနေနဲ့ပေါ့နော်လုပ်ငန်းခွင်ပဲဆိုပါဆိုလုပ်ငန်းခွင်ထဲမှာ good days တွေ better days တွေဖြစ်အောင်ဘယ်လိုဖန်တီးလို့ရမလဲပေါ့နော်ဒါလေးကိုပြောပြပေးပါအောင်ဟုတ်ကဲ့ပါမယူအဲ့ဒီမှာခုနကကိုယ်ဆွဲပြောလိုက်တဲ့ဟာလေးပေါ့နော်စဉ်းစားမိလိုက်တယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်နဲ့မှာ happiness ကိုဘယ်လိုတိုင်းတာကြလဲဘယ်အရာကိုပျော်ရွှင်မှုဆိုတဲ့အရာလေးကိုသတ်မှတ်ကြတယ်နော်ပျော်ရွှင်မှုနဲ့ဒီ good days နဲ့ဆက်ဆက်နေရလေနော်ပျော်တဲ့နေ့တွေဆိုရင်ဒါတော်တော်များများကိုမေးလိုက်လို့ရှင်လည်းသိကြတယ်သူတို့ကြတာကောင်းမွန်တဲ့နေ့လို့ပဲခံယူကြဖို့များလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတယောက်နဲ့တယောက်နဲ့ရဲ့တိုင်းတာချက်ကပွာခြားသွားတယ်ပေါ့နော်ဒါပေမဲ့အားလုံးရဲ့ဆန္ဒမှာလူတိုင်းကဘာဖြစ်ချင်လဲဆိုတော့ပျော်ရွှင်ငြိမ်းချမ်းချင်ကြတော့တေချာဒီလောက်တော့ရှိလိမ့်မယ်ထင်တယ်ပေါ့နော်ဒါကတော့တော်တော်များများရဲ့စိတ်ဆန္ဒမှာဒါဆိုလို့ရှိရင်ပျော်ရွှင်အောင်တယောက်တည်းပျော်နေရောရလားအဆင်ပြေလားတယောက်တည်းပျော်နေဖို့ပဲလို့လားပေါ့နော်ငါကြီးပဲပျော်နေတော့မယ်ငါပတ်ဝန်းကျင်စီကဘာကြီးပဲဖြစ်နေအိမ်မှာလည်းငါတယောက်တည်းပဲပျော်နေမယ်ငါအိမ်ကဘာကြီးပဲဖြစ်နေဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ဇာမယူပြောသလိုပဲဒီလုပ်ငန်းခွင်တို့ဇာတို့ဆိုတာလည်းဒါ second family လို့တော့ပြောလို့ရတယ်ကိုယ့်ရဲ့ need to do မှာလည်း life ကအများစုကဒီလုပ်ငန်းခွင်ထဲမှာနေရတဲ့အချိန်တွေကပိုများတာ哦။များတော့တယောက်နဲ့တယောက်နဲ့အချင်းချင်းမှာခုနကပင်ပန်းမှုတွေရှိမှာပဲဒီ struggle လုပ်ရတာတွေရှိမှာပဲ stress တွေရှိမှာပဲပေါ့။ဒါဆိုလို့ရှိရင်သူပင်ပန်းနေတဲ့အရာဘေးနာကနေပြီးတော့မှဟာငါတော့ရမ်းနေပြောနေရပေါ့နော်။နေ့ကနေပင်ပန်းဆိုတဲ့ဟာမျိုးကြီး
ဆိုရင်အစစ်မပြေဘူးလေနော်အဲ့ခါကျရင်ကိုပျော်ရွှင်တယ်လို့မျိုးပဲ तू က तू ပင်ပန်းနေတယ်ဆိုရင်ဘာလေးတွေဖြစ်နေရလဲငါဘာလေးတွေမျှဝေပြီးနားထောင်ပေးရမှာလေဒါပထမအဆုံးနားထောင်ပြီးခြင်းပေါ့နော်ဒါ active listening လို့ပြောမလားပေါ့နော်ဒီကိုယ့်ရဲ့အချင်းချင်းတွေကြားတယ်အရင်ဆုံးနားထောင်ပေးပြီးမျှဝေပြီးသွားတဲ့ခါကျရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဘယ်လိုမျိုး sharing သူ့ကိုလုပ်ပေးမလဲပေါ့ဒါပေမဲ့အဲ့ဒီမှာခုနကိုဆွဲပြောလို့ judgment တွေမဟုတ်ဘူးဒီဥစ္စာဟာငါတော့ပြောနေရမင်းဒီလိုလေးလုပ်လိုက်ဆိုတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုသူလည်းကူးဆက်သွားနိုင်အောင်ဒါကဒီ kindness ပေါ့ကျင်နာတဲ့သဘောဆောင်ပြီးတော့sharing တွေလုပ်ပေးတာမျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင်လည်းကိုပြောတယ်လို့သူလည်းပြောလာလိမ့်တက်တက်တရသွားတဲ့အရာမျိုးတွေရှိမယ်။နောက်သူ့အတွက်အကြံဉာဏ်ကောင်းလေးတွေမှာမှဘယ်လိုပြောင်းလဲအောင်လုပ်မလဲဆိုတော့ solution လေးတွေလည်းရသွားတဲ့ဟာမျိုးလေးတွေရှိကောင်းရှိမယ်ပေါ့နော်။ဆိုတော့သူ့အတွက်လည်းဘာဖြစ်လာလဲဆိုတော့ good days ဖြစ်လာနိုင်တယ်။နောက်ကလူတိုင်းအတွက်ကလေဒီ perfect ဖြစ်နေတဲ့နေ့မှာ good days မဟုတ်ဘူးပေါ့နော်။အရှိမလည်းတောက်လျှောက်ပေါ့marriage ပြောခဲ့သလိုတေးသေးလေးတွေကလည်းဒါကgood days ကိုဖြစ်စေနိုင်တဲ့အရာတွေအများကြီးပဲလေနော်ဆိုတော့နောက်တစ်ခုကကျတော့အတူတူပေါ့နော်ငါတို့တွေ good days ကိုအတူတူဖန်တီးကြမယ်ငါတို့တွေ good days ကိုအတူတူဖြတ်သန်းကြမယ်ဆိုတော့ဒီစကလုံးလေးတွေကလည်းဘယ်လိုပြောမလဲအချင်းချင်းရဲ့ကြားထဲမှာပို့ပြီးတော့ကောင်းတဲ့ဒီခုနကမယူပြောတဲ့ better days ကိုပေါ့နော်ပို့ပြီးဖော်ဆောင်လာနိုင်တဲ့အရာမျိုးတွေတယောက်တည်းဒီ workload တွေအများများနေပြီးသူပြင်ပန်းနေတယ်ဆိုလို့ရှိရင် okay မင်းရဲ့ workload ကိုငါတက်နိုင်တယ်လားငါဘက်ကနေပြီးတော့ငါကူညီပေးလို့ရတာတွေကူညီပေးမယ်ဆိုရအရာတွေသူလည်းမပြောသွားလဲဆိုတက်တာသွားသူစိတ်ထဲမှာလည်းငါဒါလေးတွေတက်တာသွားတယ်။မှဆို overtime သူဆင်းရရမယ်။ဒါပေမဲ့အဲ့ဒီညနေမှာသူ့ရဲ့မိသားစုကိစ္စကလည်းသူ့စီမှာအရှိကောင်းရှိနေသူ့အတွက်ဘာဖြစ်နေလဲဒီချိန်မှာသူ struggle time ဖြစ်နေပြီပေါ့နော်။ဆိုတော့ကိုလောက်ဖို့ကိုင်းမဲ့တရားအနေနဲ့ဟုတ်တယ်မင်းဒီခက်ခဲလေးတွေရှိရဲဆိုရင်ငါကတော့ဒီခက်ခဲလေးတွေဒီချိန်မှာဒါလေးကူညီပေးလိုက်ရင်သူ့အတွက်ဘာဖြစ်လဲဆိုတော့မိသားစုနဲ့ပေးရမယ့်အချိန်ကိုရတော့မှာဖြစ်တဲ့အတွက်သူအရင်ဆုံးစိတ်ကူးနဲ့ပဲစပြီးပျော်နေရပြီပေါ့နော်။ဆိုတော့ဒါသူ့အတွက် good days လေးဖြစ်သွားနိုင်တယ်နော်ဆိုတော့ဒါကတော့ဘာလေးလဲဆိုတဲ့အခါကျတော့မိသားစုမှာလည်းပေါ့နော်ဘာဖြစ်လဲဆိုတော့တူတယောက်ချင်းစီရဲ့မိတိုင်းလေးတွေဖန်တီးပေးခြင်းအားလည်းဘာဖြစ်လဲဆိုတော့သူတို့ရဲ့ပျော်ရွှင်မှုကိုဖန်တီးပေးတာနဲ့တူတယ်နော်ဘာတခါလေကြာရင်တနေ့တူမှပင်ပန်းနေတဲ့ဟာကိုလုံးဝ relax လုပ်လို့ရတဲ့အခြေအနေလေးတစ်ခုပေါ့နော်သူအတွက်သူဘာလေးဝါသနာပါလဲသူဘာလေးလုပ်ချင်တာလဲဒါကိုမိသားစုထဲမှာပေါ့လုပ်ချင်နေတဲ့ဝါသနာပါရာကိုတစ်ဖက်ကနေပံ့ပိုးပေးခြင်းအားဖြင့်လေတနေ့မှာဘာမှမဟုတ်ဘူးဒီ10မိနစ်15မိနစ်အများဆုံး1နာရီ2နာရီပေါ့နော်ဆိုတော့ဒါ1နာရီ2နာရီဆိုတဲ့တစ်ခါတည်းကြာလို့ရှိရင်တစ်ပတ်မှာ1နာရီ2နာရီပဲပေးရတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီဟာတွေကိုဒီဝါသနာပါရာကိုပံ့ပိုးပေးလိုက်ခြင်းအားဖြင့်ဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့မိတိုင်းပေါ့နော်သူ့ရဲ့ပျော်ရွှင်မှုလေးကိုဖန်တီးပေးလိုက်တာနဲ့အတူတူပဲပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာလည်းဒါ Richard ခဏလည်းပြောဖြစ်ပါတယ်ကိုယ့်ရဲ့ environment ထဲမှာကောင်းမွန်တဲ့ environment တစ်ခုကိုလည်းကိုယ်တိုင်လည်းဖန်တီးပေးလိုက်တယ်လို့မျိုးတခြားတစ်ဖက်ကနေပြီးတော့ရသွားတဲ့ပျော်ရွှင်မှုကလည်းကိုယ့်ပေါ်မှာတစ်ခါတည်းကြာလို့ရှိရင်လည်းပြန်ပြီးကူးဆက်သွားတာမျိုးရှိရပေါ့နော်ဆိုတော့တကယ်တမ်းကျတော့ good days ဆိုတာကိုတယောက်တည်းလည်းမဟုတ်ဘူးပေါ့နော်ကိုယ်တိုင် good days ကိုဖန်တီးနေတဲ့၍ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်း good days တွေဖြစ်လာမယ် good days တွေဖြစ်လာလဲရှိရင် better days best day တွေလည်းဖြစ်လာဖို့မလွယ်ဘူးပေါ့နော်ဆိုတော့ဒါလေးနဲ့ပြောပြီးတော့ပေါ့နော်ဒီဟာလေးတော့ sharing လေးလုပ်ပေးချင်ပါတယ်ရှင်ဟုတ်ပြည့်ဆက်ပြောသလိုပေါ့နော်ကိုယ်တိုင်ဖန်တီးနေတဲ့ကိုယ့်ရဲ့ပေါ့နော်ပတ်ဝန်းကျင်မှာလည်းဒီ good days လေးတွေရလာနိုင်ပြီးတော့ဒါ better days ကိုလည်းဦးတည်သွားနိုင်တယ်ဆိုတာလေးပေါ့နော်ဒါလေးကိုကြားရတာအမ်တန်ပေါ့နော်ဘယ်လိုပြောရမလဲကြည်နူးမိတယ်လို့ပြောလို့ရတယ်ပေါ့နော်တစ်ဆက်တည်းပဲမယူနေနဲ့ပါတွေးမိလဲဆိုတော့ပျော်ရွှင်မှုဆိုတာဝေမျှဖို့ထိုက်တန်တယ်လို့တွေးမိတယ်ပေါ့နော်။ဘာလို့ဆိုပျော်ရွှင်ခြင်းကိုဝေမျှလိုက်ရုံနဲ့ဒါတွေကရော့သွားတာမှမဟုတ်တာနော်။ပွားသွားတရက်ဒီကိုစီယာဟာကိုသူ့စီကိုဆင့်ပွားပေါ့နော်ဆင့်ပွားဆိုပြီးတော့ဒါလက်ဆင့်ကမ်းသွားတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ပျော်ရွှင်မှုတွေကိုစီမှာရှိလာခဲ့တယ်ဆိုရင်တူတယောက်တည်းပေါ့နော်ကိုတယောက်တည်းဒါကို enjoy မလုပ်ပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ sharing လုပ်လိုက်တာလည်းဒါပျော်ရွှင်ခြင်းကိုမျှဝေရရောက်တယ်ပေါ့နော်ဆိုတာလေးကိုဒါသွားတွေ့ပြီးတာပါဟုတ်ကဲ့ဟုတ်အဲ့တော့ကိုစဲနေနဲ့လည်းပြောပြပါအောင်ရှင်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တော့ဒီနေ့ပြောရတဲ့မှာပါတယ်လို့ပဲပေါ့နော်ကိုကိုရိုင်းမနဲ့ခင်းထဲမှာပျော်ရွှင်နေတယ်ကိုအတွက်နေ့စဉ်ပေါ့နော်ဥပမာဖြစ်မနေ့ကလိုပဲငါဒီနေ့တနေ့တာကိုလည်းအကောင်းဆုံးရင်ဆိုင်မယ်အကောင်းဆုံးကြော်လွှားမယ်ဆိုရဲပေါ့နော်တန်လေးထန်လေးနဲ့အစားပြုပြီးတော့သွားတယ်ဆိုတဲ့အခါမျိုးတွေမှာကိုရဲ့မနေ့ရအောင်ကိုဘယ်လိုလုပ်ခဲ့လဲဆိုတဲ့အနေအထားတွေပြန်တွေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာလည်းဝေဖန်မှုမပါဘဲနဲ့အပြုသဘောဆောင်ပြီးတော့မနေ့ကဆိုလည်းငါဒီလိုမျိုးလေး
ချက်ပြုတ်တယ်ဆိုလဲချက်ပြုတ်တယ်ပေါ့နော်နောက်ကလူတွေနဲ့ကောင်းမွန်စွာပြောဆိုဆက်ဆံတယ်ဆိုလဲပြောဆိုဆက်ဆံတယ်ပေါ့နော်ပြုံးနေဆိုလဲပြုံးပြတယ်ပေါ့နော်ဆိုတော့ခုနကဆိုလဲကျွန်တော်ပြောခဲ့တယ်မှာပါတဲ့အတိုင်းပေါ့နော်ဆိုတော့ဟိုပုံမှန်ဆိုရင်ဈေးသွားတဲ့ခါကျရင်အဖွားတယောက်တွေ့ရဲသူကိုကပြုံးပြပြီးနှုတ်ဆက်တဲ့ခါကျတော့ဒီအပြုံးလေးကလည်းသူ့အတွက်ပျော်ရွှင်မှုတစ်ခုနဲ့ကူးဆက်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေမှာဖြစ်လေးဖြစ်ထားရှိတာပေါ့နော်ဆိုတော့အများအပြားအသက်အရွယ်ကြီးရင်လာတဲ့အခါမှာဆိုရင်သူတို့တွေကအထီးကျန်မှုတွေရှိကြတယ်သူတို့ပုံမှာအရေးယူမခံအောင်ဆိုတဲ့ခံစားမှုတွေရှိကြတယ်ပေါ့နော်ဆိုတော့အဲ့လိုခါကျတော့သူတို့ကိုဒဇိန်တစ်ယောက်ကဒီလိုမျိုးပေါ့နော်ကျင်ကျင်နာနာနဲ့ပြောဆိုတုံ့ပြန်လိုက်တဲ့အပြုအမူလေးကိုသူတို့သဘောကျကြတယ်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့လူသားတွေကအတိမတ်ပြုခံရတာကိုအရင်သဘောကျကြတာပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်ဒီလမ်းလေးတွေကိုကျွန်တော်လာတော့မယ်ဆိုတာနဲ့ကိုကအဲ့ဖွားမြင်ပြီဆိုတာနဲ့သူတပစီလေးတာကိုရက်ထားတယ်ကျွန်တော်စောင့်နေတဲ့သဘောမျိုးလေးပါအဲ့တော့ကိုကနှုတ်ဆက်ဖြစ်လိုက်တဲ့ခါကျတော့လေသူလည်းကိုကိုပြန်နှုတ်ဆက်တယ်ပေါ့နော်ပြီးတော့သူလှုပ်ချင်တဲ့တပစီလေးတဲ့ဟာသူဆက်လုပ်တယ်ပေါ့နော်ဆိုတော့ဒါလေးကပြောရမယ်ဆိုရင်တော့ပုံမှန်အားဖြင့်ပြောခုနကပြောသလိုပေါ့နော်ကျွန်တော်တို့အပျော်တွေကိုသူ့ရဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေမျှဝေလိုက်တာကုန်သွားတဲ့အရာမဟုတ်ဘူးဆိုသလိုပဲပေါ့နော်ဒါလေးကလည်းသူ့အတွက်ကူးစက်မှုတွေတစ်ခုပဲပေါ့နော်အဲ့တော့အိမ်တိမ်မှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့စဉ်းစားလို့ရဆိုတော့ကိုယ့်အတွက်ပေါ့နော်ကိုအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ဖြစ်နေတာနဲ့အပြုသဘောမဆောင်တဲ့လူတွေရှိနေရတယ်ဘယ်လိုကွာဟလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကိုယ့်အတွက် active ဖြစ်နေတယ်ပြုံးပျော်နေတယ် positive vibe ရှိတဲ့လူတစ်ယောက်နဲ့ကိုတွေ့နေရဆိုရင်အလိုလိုနေဒီ energy တွေကကူးစက်မှုဖြစ်လာပြီပေါ့အဲ့တော့မနေ့ကလေးရတာကျွန်တော်တို့တွေကကိုယ့်အတွက်ဟိုပေါ့နော်မနေ့ကလိုပဲဒီနေ့ကိုလည်းအကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့စိတ်ကလေးနဲ့ကိုကတက်ကြွလေးနဲ့ကိုယ့်ရဲ့နေ့စဉ်ကိုရင်ဆိုင်ဖို့အတွက်ကိုယ့်အတွက်အကောင်းဆုံးနေ့သဘောမျိုးလေးနဲ့ကျွန်တော်ဖြတ်သန်းမယ်ဆိုကြတဲ့ဟိုကကိုယ့်ရဲ့အပျော်တွေကဒီမှာရှိနေပြီးသားရှင်ထဲမှာအဲ့ဒါတုံ့ပြန်မှုကမျက်နှာမှာပြန်လာပေါ်မယ်ဒီပေါ်လာတဲ့အရာတခုကကိုယ့်ရဲ့အိမ်သူအိမ်သားတွေကိုယ့်ရဲ့လုပ်ငန်းခွင်တွေကလူတွေကိုကူးဆက်တာပဲပေါ့နော်အဲ့တော့ဟိုပေါ့တတိတန်ကြီးသူတို့ကိုခုနကပြောပေါ့နော်အများကြီးမဖော်ပြနိုင်တော့ကျွန်တော်တို့ရဲ့အပြုမှုလေးတွေကသူတို့ကိုကူးဆက်မှုတွေဖြစ်ပေးနိုင်ပါတယ်ပေါ့နော်ဆိုတော့ရိုးတနက်စင်မစစားမယ်ဆိုရင်ကျွန်တော်ဆိုလို့ရှိရင်ဈေးသွားဝယ်တယ်ဈေးပဲဝယ်တခုခုစားတော့ဆိုင်တခုဝယ်သွားပေါ့တနည်းအားတော့ကိုယ်တကားဖွင့်ပေးတာပဲဖြစ်တခုခုတုံ့ပြန်ပြီးတဲ့အခါကိုယ့်ဘက်ကသူတို့ကကျေးဇူးတင်ပါပဲဖြစ်မင်္ဂလာပါပြောကိုကသူ့ကိုမင်္ဂလာပါလို့ပြန်နှုတ်ဆက်တာသူတို့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြန်ပြောပြတာလေဒါလေးကတနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့အတိမတ်မြူပေးလိုက်တာဒီနေ့အတွက်သူတို့အတွက်ခွန်အားတစ်ခုဖြစ်စေတာပဲပေါ့နော်ဆိုတဲ့ဟာမျိုးကျွန်တော်နားလေတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်လည်းကိုယ်တခုတူကနေပေါ့နော်ဟိုတေချာလေးတုံ့ပြန်ပြောဆိုတဲ့ဟာကိုသဘောကျရတဲ့မှာပါတဲ့အခါကျတော့တခြားလူလည်းဒီလိုပဲသဘောကျမှာပဲလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ဈေးသွားဝယ်ဆိုရင်ဈေးတဲ့အရာပြောလိုက်ရပို့ထည့်ပေးလိုက်တယ်နော်ဆိုပြီးပြောလိုက်တဲ့အချိန်မှာကိုယ့်အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တဲ့ဟာတွေကခက်ခဲလာပေါ့နော်ကျွန်တော်တို့အတွက်မခက်ခဲနေဘူးပေါ့နော်အဲ့ဒီမှာထပ်ပြီးအပူဆောင်နေရောင်းကောင်းပါစေနော်ဆိုပြီးစကားလေးတုံ့ပြန်ပေးလိုက်တာ哦သူ့အတွက်ဘယ်လောက်ပျော်ရွှင်ရမလဲပေါ့နော်ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒါလေးတွေကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုခုနကပြော little win လေးနဲ့လည်းဆက်သက်ဆိုင်တယ်လို့တနေ့တာအတွက်သူ့အတွက်ပျော်ရွှင်စရာပေါ့နော်နေ့တူကတော့ခုနကပျော်ရွှင်ဖို့တနေ့တာလုံးပျော်ရွှင်ရမယ်ဆိုတဲ့ဟာတော့ခင်းရင်ကောင်းခင်းရင်နိုင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟိုဒါနဲ့ဆက်ပြီးထပ်ပြောရမယ်ဆိုရင်ကျွန်တော်ပြောလေကျွန်တော်မွေးနေ့ဆူတောင်းပေးတဲ့ခါတိုင်းမှာပြောထားရှိဟိုပေါ့နော်ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ပြောရဆိုတော့တနေ့တာဒီမွေးနေ့တနေ့တာမှာပျော်ရွှင်ရမယ်ဆိုတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်တခါလေးကျစိတ်ထဲကတိကောင်းဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘာပဲပြောပျော်ရွှင်စရာလေးတစ်ခုသူ့အတွက်အခိုက်အတန့်လေးတစ်ခုပိုင်ဆိုင်သွားအောင်လို့ကျွန်တော်ကမျှဝေလို့ရတဲ့နီးလန်းနေမျိုးစုံရှိပါတယ်လို့အပြုမှုကတော့လက်ကောင်းပေါ့နော်ဝန်ဆောင်မှုလေးတစ်ခုကတော့လက်ကောင်းပေါ့နော်တစ်ခုပေါ်မှာကူညီပေးလိုက်တာပဲဖြစ်နှုတ်အားဖြင့်တော့လက်ကောင်းပေါ့ဒါလေးတွေကကျွန်တော်လုပ်ပေးနိုင်တယ်ဟိုပျော်ရွှင်မှုတွေပါပဲပေါ့နော်ဆိုတော့ဒီပျော်ရွှင်မှုကြောင့်ပဲကျွန်တော်တနေ့တာမှာဥမာဖြင့်မနက်ပိုင်းထဲမှာကိုပျော်ရွှင်စရာလေးနဲ့ဟိုကြည်နိုးထလာနိုင်ခဲ့တယ်ဆိုတဲ့အခါမျိုးလုပ်ငန်းခွင်တစ်ခုတော့အစနိုင်ပြီဆိုလို့ရှိရင်ကျင်းတည်တာတစ်ခုတော့ကျွန်တော်အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါမှာလေတေချာအေးစစ်စစ်နဲ့ရင်ဆိုင်လာနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့အနည်းဆုံးတော့တိုးကျိတ်နေတယ်ပေါ့နော်ပစကားတစ်ခုပေါ်မှာစီးရရင်တော့မှာပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုလေးမနက်ခင်းကပျော်ရွှင်မှုလေးကိုတည်ဆောင်ပြီးတော့ဒီအခက်အခဲတွေဒါလေးတော့ဒီလိုရှိရဒီရုံတက်ရုံစင်ကြင်မှုလို့ကားလေးကြက်တာပါလားဆိုတဲ့စိတ်ကလေးနဲ့ပေါ့နော်ကိုအားမွေးပြီးတော့အိမ်ပြန်လာငါအနည်းဆုံးတော့ဒီကားကြက်ကြီးကိုစီးပြီးတော့အိမ်တော့ရောက်အောင်ပြန်လာနိုင်ခဲ့ပါပြီလားဆိုတဲ့ဟာလေးအတွေးလေးနဲ့လည်းတွေးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ပြန်လာတဲ့အချိန်လည်းအရာလူတွေအတွက်ကပျော်ရွှင်မှုလေးနဲ့ပေါ့နော်ကိုထွေးပွေတယ်လို့ခံစားနေရမှာပေါ့နော်ဆိုတော့ကျွန်တော်တော့ဟိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပျော်ရွှင်နိုင်အောင်ကျွန်တော်တို့ဒီလိုအပြုမှုလေးတွေဆောင်ရွက်လို့ရပါတယ်ဆိုတဲ့ဟာလေးတော့မျှဝေချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါကိုဆွေကအစမှပြောခဲ့သလိုပဲပေါ့နော်ကိုယ့်ရဲ့ဒီ small action လေးတွေပေါ့နော်ဒီအပြုအမူလေးတွေကနေတစ်ဆင့်ပေါ့နော်တကူးတကကြီးလှုပ်ယူနေရတာမျိုးမဟုတ်ပဲねအပြန်လှန်တုံ့ပြန်လိုက်တာလေးတွေသူတို့ရဲ့ပေါ့နော်
လောက်ဆောင်ချက်လေးတွေကိုဒါကိုယ့်ဘက်ကနေတော့ဘာအတိအမှတ်ပြုပေးလိုက်တာလေးတွေကပဲပေါ့နော်ဒါလေးတွေကကိုယ့်ရဲ့ဒီ community ကို society ကိုကိုယ့်ဘက်ကနေပြီးတော့ contribute လုပ်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်ပျော်ရွှင်မှုကိုကူးစက်သွားစေတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ဒီလိုမျိုးကူးစက်စေတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်မှာလည်းအကျိုးသက်ရောက်မှုရှိသွားတယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့အကြည့်တက်လေးကလည်းမပြတ်ပဲနဲ့ပေါ့နော်တနေ့တာလုံးအတွက်ပေါ့နော်ဒါခွန်အားလေးဖြစ်သွားစေတဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါလေးကို share လုပ်ပေးသွားတာကျေးဇူးပါရှင်ဟုတ်ဆိုတော့မယုအနေနဲ့လည်းပေါ့နော်ခုနကကိုဆွေပြောတဲ့အပေါ်မှာတွေးမိလဲဆိုတော့တချို့လူတွေကအသက်ကြီးလာတဲ့အခါကျရင်ပေါ့နော်ပျော်ရွှင်တာကိုပျော်ရွှင်မှုပျောက်ဆုံးလာတာလေးတွေပေါ့နော်ဒါလေးတွေကိုတွားပြီးတော့သတိထားမိတယ်ဒါပေမဲ့အဲ့အသက်အရွယ်ကာလပေါ့နော်အပိုင်းခြားတစ်ခုကြော်သွားတယ်ဆိုရင်လည်းတချို့တွေကပြန်ပြီးတော့သူတို့ရဲ့ဒီ happiness level တွေပြန်ပြည့်သွားတယ်ဆိုတာလေးပေါ့နော်ဒါလေးကိုတွားပြီးတော့တွေ့တယ်ပြောရမယ်ဆိုတော့ဒါ midlife ပေါ့နော် midlife crisis လို့လည်းတချို့တွေကပြောကြမယ်ထင်တယ်အဲ့ဒီကာလပိုင်းခြားတစ်ခုမှာပျော်ရွှင်မှုတွေပျောက်ဆုံးတယ်ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုယ့်ရဲ့ဒီပေါ့နော် existential နဲ့ပတ်သက်တဲ့မိခွန်းတွေကိုယ့်အကိုပြန်မေးလာကြတယ်ဆိုတော့အဲ့လိုအချိန်မှာပေါ့နော်မယူနေနဲ့ပါစဉ်းစားမိလဲဆိုတော့ပျော်ရွှင်မှုကိုအတွင်းကနေပဲပြန်ရှာဖို့ပေါ့နော်ပျော်ရွှင်မှုကိုများသောအားဖြင့်လူတော်တော်များများကကိုလိုချင်တဲ့ဟာလေးတွေဝင်လိုက်တာကိုစားချင်တာလေးတွေစားလိုက်တာဆိုတော့ပြင်ပအရာလေးတွေပေါ်မှာတချို့ကကြတော့ rely လုပ်တတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒါဒီပျော်ရွှင်မှုကကြတော့ရေတူလို့ဒါကကိုယ့်ရဲ့ပေါ့နော်တကူရေတကာရအနေနဲ့တော့မြင်တယ်ပေါ့နော်ဆိုတော့ကိုကရေရှည်ပျော်ရွှင်မှုရဖို့ဆိုရင်ကိုယ့်ရဲ့ဖြစ်တည်မှုပေါ့နော်ဒါလေးကိုပြန်ရှာတွေ့ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ true self ကိုယ့်ရဲ့အစစ်အမှန်တိုင်းပေါ့နော်ကိုယ့်ရဲ့ authenticity အတိုင်းနေနိုင်ရမယ်ဒီနေနိုင်တဲ့ပေါ့နော်ပတ်ဝန်းကျင်လေးဖြစ်အောင်လဲကိုယ့်ဘာသာကိုဖန်တီးရမယ်ပြီးတော့ကိုလည်းဒါလက်ခံတတ်လာနိုင်ရမယ်ပေါ့နော်ပြောရမယ်ဆိုရင်လေဒီအရှိအရှိတိုင်းလက်ခံလာနိုင်ရမယ်ပစ္စုပန်မှနေလာနိုင်ရမယ်ပေါ့နော်ဆိုတဲ့ဟာလေးတွေပေါ့နော်ဒါလေးတွေတွေးဖို့ဆိုရင်တော့ကိုမိခွန်းလေးတွေပြန်မေးပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲ self discover ပြန်လုပ်ဖို့ပေါ့နော်ဒါလေးကိုလည်းမယူနေနဲ့တိုက်တွန်းခြင်းနဲ့ပြီးသွားရင်burden တွေကတော့marriage ပြောသလိုပေါ့နော်လူတိုင်းမှာတော့ challenges တွေရှိတယ် burden တွေရှိမယ်ဒါတွေကိုလည်းကိုယ့်အနေနဲ့တွက်ချနိုင်အောင်လက်ကိုလုံးနိုင်အောင်လို့စူးစမ်းရမယ်လို့ပေါ့နော်ဒါလေးကိုလည်းဒါမယူနေနဲ့ဒါမယူရဲ့ဒါတခုရဲ့အမြင်ပေါ့နော်ဒါလေးတွေလည်းမြင်မိပါတယ်လို့ဆိုတော့ဒါလေးကိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်ဖြည့်ဆွဲပြီးတော့ပြောချင်တာပါဟုတ်ကဲ့ဟုတ်ဆိုတော့ဒီနေ့လည်းပေါ့နော်ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့အများကြီးပြောသွားပြီးဆိုတော့ဒီနေ့အစီအစဉ်လေးကိုပေါ့နော်ဒီကုန်းချုပ်အနေနဲ့ပေါ့နော်Mary Jane ကိုဆွေရောပေါ့တကြောင်လောက်ဖြစ်ပေါ့နော်ဒါလေးတွေပြောချင်သေးလဲပေါ့နော်ဟုတ်မရှင်ပြောလိုက်မယ်နော်ငါဆိုလို့ရှိရင်good days ဆိုတာကလေပြဿနာတွေလုံးဝမရှိရဲ့နေ့မဟုတ်ပေါ့နော်တကယ်တမ်းကျတော့လူတိုင်းကနေတိုင်းမှာမျိုးစုံကြုံတွေ့နေရတယ်ဆိုတော့ဒါကတော့လို့ပြောမလဲကိုနားလည်မှုရှိနေတယ်နောက်ပြီးတော့ကိုတိုင်းလည်းတခြားအရာတွေကိုပေါ့ခုနမယူပြောသလိုလက်ခံနိုင်တဲ့ acceptance တွေကိုပေါ့နော်ဒီ self discovery တွေလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒါကကိုယ့်အတွက်က good days တွေပဲပေါ့နော်တခါတလေစားလို့ရှိရင်ဒီစကားလေးတစ်ခွန်းပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ထဲမှာပေါ့နော်ကိုယ့်ရဲ့ society ထဲမှာအတူတူရှိနေခြင်းကလည်းဒါတယောက်နဲ့အတွက်ပိုကောင်းတဲ့နေ့တွေကိုဖန်တီးဖို့အတွက်ဒီတွန်းအားတွေအများကြီးဖြစ်တဲ့ဒီ good days တွေကိုဖန်တီးနိုင်တဲ့အရာလေးတွေပါပဲလို့ပြောရင်းနဲ့ဒီကုန်းချုပ်မယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကိုဆက်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ဆိုတော့ကိုအတွက်ကောင်းမွန်သောနေ့ဆိုတဲ့ဟာကတော့ပေါ့နော်မနက်ခင်းထဲမှာစကြတဲ့ဟာပေါ့နော်ကိုကဘယ်လိုမျိုးလေးတွေနေရာကိုအတွက်ကောင်းမွန်တဲ့နေ့ဖြစ်စေတာလဲပေါ့နော်ဆိုတာလေးကိုကျွန်တော်ပြန်စဉ်းစားပါဆိုတော့အဓိကကတော့ခုနပြောပေါ့တချို့တွေမှာရှိကြတယ်ကော်ဖီလေးတစ်ခွက်တောင်းနိုင်တာဖြစ်မနက်စာကောင်းကောင်းစားလိုက်နိုင်တာပဲဖြစ်မနက်ခင်းထဲမှာကိုချစ်ခင်နှစ်သက်ရတဲ့သူတွေကိုနှုတ်ခွန်းဆက်စကားလေးနဲ့မနက်ခင်းတစ်ခုအစပြုရအဖြစ်ဒါလေးရပေါ့နော်ကျွန်တော်တို့ရဲ့ကောင်းမွန်စေတဲ့နေ့တစ်နေ့ဖြစ်ဖို့အတွက်အစပြုရတွေ့ပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့တွေခုနကပြောကိုယ့်အတွက်ကောင်းမွန်သောနေရာဘယ်လိုမျိုးလဲဆိုတဲ့ဟာကိုတည်တည်ချာချာကိုယ်တိုင်အတိတ်ပဲဖွင့်ကြည့်ပါမေးခွန်းထုတ်ကြည့်ပါပေါ့နော်ဆိုတော့ဒါတွေကိုမေးခွန်းထုတ်ပြီးသွားပြီကိုလက်ခံလာနိုင်တဲ့ခါကျရင်ခုနက Mary ချေပြောသလိုပဲကောင်းမွန်သောနေ့မှာကြုံလာနိုင်တဲ့ပေါ့ပြဿနာလေးတွေကိုကျွန်တော်တို့ဘယ်လိုဖြတ်သန်းကြမလဲပေါ့နော်ဆိုတဲ့အဖြေလေးလည်းတွေးရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲကောင်းမွန်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ဆိုတော့ဒီနေ့ဒီကုန်းချုပ်အနေနဲ့ပေါ့နော်ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေကိုနားထောင်သူတွေအနေနဲ့ပေါ့နော်ကိုယ်နဲ့ကိုက်ညီတဲ့အကြောင်းအရာ
ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပေါ့နော်ကိုယ့်ရဲ့မတူတဲ့အတွေးမြင်တွေရှိခဲ့တယ်ဆိုရင်လည်းပေါ့နော်ကျမတို့ရဲ့ဒီ YouTube ဒီဗီဒီယိုလေးအောက်က comment section လေးမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဆိုတော့အားလုံးပဲကောင်းမွန်တဲ့နေ့လေးတွေပိုင်ဆိုင်နိုင်ပါစေလို့အပြောင်းအသင်းမိသားစုကလည်းဆုတောင်းပေးလိုက်ရပါတယ်